ဣဒံမေတိလံဘောဓိညာဏတ္တဝိစယောဟောတုအပမဒေနသံပါတိထာသာသနာတော်နှစ်အနေအားဖြင့်2562ခုနှစ်ကောဇာတက္ကရာအနေအားဖြင့်1380ပြည့်နှစ်မန္တလေးတိုင်းဒေသကြီးပသိမ်ကြီးမြို့နယ်အုံချောရွာမေတ္တာစမ်းရည်လူငယ်အသင်းကြီးကဦးစီးကြီးမှုဆင်ရင်ကျင်းပသည့်အထမအကြိမ်မြောက်ဓမ္မသဘာဆင်ရင်ကျင်းပရာတွင်1380ပြည့်ပြာဆိုလာဇာခဏိ17ရက်ဓမ္မသဘာဆင်ရင်ကျင်းပရာအုံထောကျော်အထကကျောင်းအတွင်းဆရာသမားများပရဏပြု၍ဓမ္မပူဇာကောင်းမှုဆင်ရင်ကျင်းပရာဓမ္မပလင်တွင်ဟောကြားအပ်သောအင်္ဂုတ္တရနိကေဧကနိဗ္ဗပါဠိတော်ကန္ဓတွင်လာရှိသည့်သမ္မာပဏိဟိတကထာတရားတဲ့ဘုန်းကြီးကဗာတရားဟောလိုက်သလဲလို့မေးသမ္မာပဏိဟိတကထာကြွရောက်လာကြသောဓမ္မမမကပရိသတ်ပေါင်းများစွာတို့အာဓမ္မဒါနာမပြုသေးမီပရိသတ်ပေါင်းများစွာကလည်းပဲဓမ္မသဝနာကုသိုလ်တွေကိုမရယူကြသေးမီဓမ္မသာမိဓမ္မနေမိတဖြစ်တော်မူသည့်တရားပိုင်ရှင်ဘုရားရှင်ကိုဥစွာယိုကျိုးရှိခိုးကြပါအောင်စို့အလုံးပဲမြတ်လွှားကလေးတွေကိုချနတ်ဘုရင်ရောက်အောင်လက်အုပ်ချီမိုးရှိခိုးထားကြကုန်၍တရားဟောတဲ့ပုဂ္ဂိုလ်ကဣဓမသနပလင်ပေါ်မှနေပြီးထိုဘုရားရှင်ကိုယ်တော်မြတ်ကြီးဂုဏ်တော်တို့ကိုဆာလာဘိညာအဘိညာဉ်6ပါးကိုရတော်မူကြကုန်သောသတုပရိသံဗိရာပတ္တပရိသံဗိရာ4ပါးနဲ့လည်းပြည့်စုံတော်မူကြကုန်သောတေဝိဇ္ဇဝိဇ္ဇ3ပါးကိုရရှိခိနာသဝကိလေသာအသဝတဇမကြံကုန်ခန်းတော်မူကြပြီးသည့်ယဟန္တာမျိုးသားကြီးများယဟန္တာမျိုးသမီးကြီးများကိုယ်တိုင်နှုတ်တော်ပွင့်ထုတ်ရွတ်ဆိုပူဇော်ခဲ့ကြသည်ဗုဒ္ဓဝန္ဒနာဘုရားရှိခိုးဖြင့်ရွတ်ဆိုပူဇော်သွားသည့်အခါမှာတရားနာပရိသတ်မျိုးသားမျိုးသမီးပေါင်းများစွာကလည်းပဲတို့ကိုယ်တိုင်အာယုံယူနှုတ်တိုင်ရွတ်ဆိုရှိခိုးပူဇော်နေတယ်လို့အာယုံယူလျက်ကြီးညိုတတ်တာပွားများပြီးတော့ထားကြပါဗုဒ္ဓသောဘဂဝါဘောရာယဓမ္မံဒေသေတိဓမ္တောသောဘဂဝါဓမ္မထာယဓမ္မံဒေသေတိသံတောသောဘဂဝါသမထာယဓမ္မံဒေသေတိဒိဏောသောဘဂဝါတရဏာယဓမ္မံဒေသေတိဧတေနသစ္စာဝိသေနဒုက္ခိတာဟောတုသာရဝောသောဘဂဝါတို့ဘုန်းတော်ကြီးမှာသဗ္ဗညုမြတ်စွာဘုရားသည်ဗုဒ္ဓအမှန်တရားတွေကိုကိုယ်တော်တိုင်သိတော်မြင်တော်မူပြီးသည်ဖြစ်၍ဘောရာယံကိုယ်တော်အတူမြတ်စွာဝိနည်းရတော်အမှန်တရားတွေကိုသိကြမြင်ကြပါစေခြင်းအကျိုးငှာဓမ္မံတိကြောင့်မြင်ကြောင့်ဖြစ်သည့်မြတ်ဓမ္မနီးကောင်းလမ်းကြောင်းတွေကိုဒေသေတိ45ဝါကာလကြာအောင်နေညာပင်ပန်းခန့်ငါဟောကြားတော်မူခဲ့ပါပေပြီ
သောဘဂဝါထိုဘုံတော်ကြီးမားသဗ္ဗညုမြတ်စွာဘုရားသည်တန်တော်ကိုယ်တော်တိုင်ကယဉ်ကျေးသိမ့်မွေးတော်မူပြီးသည်ဖြစ်၍ဓမ္မထာယံကိုယ်တော်အတူမြတ်စွာဝိနည်းရတော်ယဉ်ကျေးသိမ့်မွေးနိုင်ကြပါစေခြင်းအကျိုးမှာဓမ္မယဉ်ကျေးကြောင်းသိမ့်မွေးကြောင်းဖြစ်သည့်မြတ်ဓမ္မနီးကောင်းလမ်းကြောင်းတွေကိုဒေသေတိကရုဏာရှိထာမေတ္တာအပြင်ဟောကြားတော်မူခဲ့ပါပေပြီသောဘဂဝါထိုဘုံတော်ကြီးမားသဗ္ဗညုမြတ်စွာဘုရားသည်တန်တော်ကိုယ်တော်တိုင်ကကိလေသာဟုအပူဟုသမျှငြိမ်းအေးတော်မူပြီးသည်ဖြစ်၍သမထာယံကိုယ်တော်အတူမြတ်စွာဝိနည်းရတော်ကိလေသာဟုအပူဟုသမျှငြိမ်းအေးနိုင်ကြပါစေခြင်းအကျိုးမှာဓမ္မငြိမ်းအေးကြောင်းဖြစ်သည့်မြတ်ဓမ္မနီကောင်းလမ်းကြောင်းတွေကိုဒေသေတိကရုဏာရှိရှုမေတ္တာမူ၍ဟောကြားတော်မူခဲ့ပါပေပြီသောဘဂဝါထိုဘုံတော်ကြီးမားသဗ္ဗညုမြတ်စွာဘုရားသည်တိန်တော်ကိုယ်တော်တိုင်ကကာမောကဘဝကဒိဋ္ဌောကအဝိဇ္ဇောကဩဃလေးကံဘဝတန္တရာရေဖြင့်ဉာဏ်တွေကကိုးမြောက်လွန်မြောက်တော်မူပြီးသည်ဖြစ်၍တရဏယကိုယ်တော်အတူမြတ်စွာဝိနည်းရတော်ဩဃလေးကံဘဝတန္တရာရေဖြင့်ဉာဏ်တွေကကိုးမြောက်လွန်မြောက်နိုင်ကြပါစေခြင်းအကျိုးငှာဓမ္မကိုးမြောက်ကြောင်းလွန်မြောက်ကြောင်းဖြစ်သည်မြတ်ဓမ္မနီးကောင်းလမ်းကြောင်းတွေကိုဒေသေတိ45ဝါကာလကြာအောင်နေညာပင်ပန်းခံငါဟောကြားတော်မူခဲ့ပါပေပြီဧတေနသစ္စာဝိသေနဤသို့မှန်လားပနာမသစ္စာစကားတွေကိုပြောဆိုရလေသောကြောင့်သာရဝတရားချစ်ခင်စိတ်ကောင်းတွေဝိညာကုန်သောသင်သူတော်စင်ပရိသတ်ပေါင်းများစွာတို့သည်ဒုက္ခိတာသကိုစိတ်နှပြလိုအိဋ္ဌာဖြင့်ချမ်းသာရွှင်ပြပြီးဆုံးကြကုန်သည်ခွန်တုဖြစ်ပါစေနိဒုက္ခသဝရစိတ်ဖောက်ခွဲကြောက်တောင်တွေလဲသကဲ့သို့ပြာဆဲပြောက်ရှင်းဆင်းရဲခြင်းတွေကင်းဝေးကြကုန်သည်ခွန်တုဖြစ်ကြပါစေကုန်တည်းနိဗ္ဗာန်သနေစိတ်နှင်းကြောက်စီနှင်းပေါက်သို့ခန်းချောင်မကျွင်ပေပြောက်ကင်းကြကုန်သည်ခွန်တုဖြစ်ပါစေနေသောကာသဝလာလွမ်းတိမ်လေးချမ်းနေသောနွမ်းမိန်ယိုယွင်ဆိုရင်ခြင်းနေကင်းဝေးကြကုန်သည်ခွန်တုဖြစ်ကြပါစေကုန်တည်းခွန်တုယခုယသောအတိဗုဒ္ဓဝန္ဒနာပနာမကုသိုလ်စေရနာအစွမ်းနေကြောင်းကောင်းစွာမသွေကိုစီကိုငှာဖြစ်တော်မူနိုင်ကြပါစေကုန်သတည်းပရိသတ်ရေဆိုလိုက်ကြသမ္မငါဒီမသေးနေရပေ၍စိန်တေထွတ်ထားမြတ်ဖယားနှင့်တရားသံဃာယရနာကိုမကွာနေညာစိကယမြတ်လာပေစွာမြတ်ပေစွာသာဓု
ဆိုလိုက်ပါအောင်ဒါနာပေလူစင်ဖြူသီလဘွာဒဘာဝနာဤသုံးဖြာသာငါဟာအဟုတ်ငါအလုံးဟုမယုတ်စေရဤလုံးလာဖြင့်ဓမ္မရှာဖွေနေရပေသည်မသေးကြိုးနံဆိုလိုက်မြတ်လာပေစွာမြတ်ပေစွာသာဓုတိတလံဒောသနာသင်တံအရိယေဟိနိသေဝိတံမေတောတကံပိဝိတဝါနာပိနိန္ဒုဒုက္ခိတဗဇာဗဇာ32ဘုံဝယုံအတွင်မိတင်းနေညာပုဂ္ဂိုလ်တတ္တဝါအများတို့သည်တိတလံဒောသဟုသ၍အပူငွေ့ကိုမတွေ့မသန်းအလွန်အေးချမ်းလှပေထသောဒေါသနာသင်္တံခန္တီဤယံဒေါသမံကိုတွန်းလှန်ချေမှုံအထက်မြတ်ဆုံးလည်းဖြစ်ပေထသောအရိယေဟိယုဒ္ဓနန္တပရမတ်ကိုတအသိမြင်အရိယသူတော်စင်ကြီးတို့သည်နိသေဝိတံနိညာမပြအာယုံကပ်၍ထထပုံသေးအမြဲတမ်းပဲမိဝဲအပ်ပါပေထသောမေတ္တရကံအေးစေမြစေအေးမြစေဖို့မေတ္တာကြီးဟုသောရည်စဉ်ရေချမ်းကိုဘိဝိတဝါနာသူငါအပူမလာအောင်ယူကခဏသောသုံးရကုန်သည်ဖြစ်၍ဒုက္ခိတာတွင်ပါနသွဲအန္တရဟုသမျှကင်းစင်ပါ၍ကိုယ်စိတ်နှပြလိုအိဋ္ဌာဖြင့်ချမ်းသာတကွာပြည့်ပြည့်စုံကြကုန်သည်ဟောတုကောင်းစွာမသွေဖြစ်တော်မူနိုင်ကြပါစေကုန်သတည်းယနေ့ဘုန်းကြီးတို့တရားဓမ္မတွေကိုယ်ွယ်စိကပူဇော်အလေးအမြတ်ပြုအပ်တဲ့ဖယားမြတ်စွာရဲ့ဘွဲ့တော်နာမည်တော်ကဘယ်နဲ့ခေါ်ဂေါရမမြတ်စွာဘုရားရဲ့ဘွဲ့နာမည်ဂေါရမဘုရားမြတ်စွာပွင့်တော်မူခဲ့ရကဘာကဗဒ္ဒကဘာတဲ့ဘယ်ကဘာလဲဗဒ္ဒကဘာမှာပရိသတ်၏ဘုရားဘယ်နှစုပွင့်ပေါ်တဲ့5စုသောဘုရားတို့ရဲ့ဘွဲ့နာမည်တွေကကာကုသံဂောနာကိုသတ္တပံဂေါရမအရိမေတေယ5စုသောဘုရားတို့ပွင့်ပေါ်ရာဗဒ္ဒကဘာမှာအခုဘယ်နှစုပွင့်ပေါ်ပြီး4စုမြောက်ဘုရားရဲ့ဘွဲ့နာမည်ကဂေါရမမြတ်စွာဘုရားပွင့်ပေါ်ပြီးသွားခဲ့တာပရိသတ်ရဲ့နှစ်ပေါင်း2560တောင်ကျော်ခဲ့ပါပြီသာသနာတဝက်ကျော်တဲ့ကာလမှာလူဖြစ်လာခဲ့ရတဲ့ကျိုးတို့တွေတကယ်တော့သတ္တောတင်္ချသဗ္ဗညုမြတ်စွာဘုရားရှေ့မောက်ရောက်ပြီးတော့လက်အုပ်ချီမိုးရှိခိုးပြီးပူဇော်ခြင်းနဲ့အဲ့ဒီအခွင့်အရေးတွေကျုပ်လို့လွတ်ခဲ့ရပြီဂေါရမဘုရားပွင့်တော်မူသွားခဲ့ရနေတော်မူခဲ့တာကသက်တော်အဖြစ်80တဲ့ဝါတော်အဖြစ်ဘုရားအဖြစ်နဲ့45နှစ်တာကာလအတွင်းမှာဟောတော်မူခဲ့တဲ့တရားဓမ္မခန္ဓာပေါင်းက7400ပိဋကအဖြစ်3ဘုံနိကေအဖြစ်5ရက်အဲ့ဒီတရားတော်မြတ်တွေကိုဒါဝိထာရဓမ္မဒေသနာ
အကျယ်ဟောခဲ့တဲ့တရားတော်တွေတခါတခါကာလဒေသအားလျော်စွာတို့ချင်းလိုရဲနဲ့အကျဉ်းချုပ်ပြီးဟောတဲ့သင်္ခေပဓမ္မကထာလည်းခေါ်တယ်သံခိတဓမ္မကထာလည်းခေါ်တယ်ဝိဓာရဓမ္မကထာသံခိတဓမ္မကထာနှစ်မျိုးတည်းကခဏိသမ္မာပဏိဟိတဆိုတာသံခိတဓမ္မကထာအမျိုးအစားဖြစ်ပါတယ်သံခိတဓမ္မကထာဆိုတာပိဋကသုံးပုံနိကေ9ရပ်ဟောတော်မူခဲ့တဲ့ဓမ္မခန္ဓာ84,000ကိုအစီညစ်ပြီးတော့ဗရာရည်စဉ်လိုတပေါက်တဲ့တစ်လုံးနဲ့ဟောတဲ့တရားမျိုးသမ္မာပဏိဟိတံဘိက္ခဝေစိတ်တံဘိက္ခဝေပရိသတ်4ပါးတို့စိတ်တံမိမိတို့ရဲ့စိတ်ဓာတ်ကလေးကိုသမ္မာပဏိဟိတံကောင်းတဲ့ကောင်းအောင်ဖြူတဲ့ဖြူအောင်တတိပညာနှစ်ပါးနဲ့အမြဲတမ်းကောင်းစွာစောင့်ရှောက်ပြီးတော့နေထိုင်ကြပါကုန်လောဣတိဤသို့ဘဂဝါဘုရားမြတ်စွာကဓမ္မနဲ့စတဲ့မြတ်စကားတွေကိုအဝါစာကောင်းစွာမသွေမိန်တော်မူလိုက်ပါပေသတည်းသမ္မာပဏိဟိတံဘိက္ခဝေစိတ်တံလို့ဘုရားဟောတဲ့စကားတော်မြတ်ကိုအလုံးသောဘုန်းကြီးတို့တရားဓမ္မသူတော်ကောင်းတွေမှတ်သားရအောင်မြန်မာစကားနဲ့ပြောရရင်စိတ်ကောင်းမွေးကြပါတယ်လေဓမ္မခန္ဓာ84,000အစီညစ်လိုက်တာပရိသတ်ကြီးစိတ်ကောင်းမွေးကြစိတ်ကောင်းမွေးတော့ဘယ်လိုထူးခြားမှုတွေရှိသလဲသမ္မာပဏိတံစိတ်တံသဗ္ဗသံပတ္တိလဗတိဘိက္ခဝေပရိသတ်4ပါးတို့သမ္မာပဏိဟိတံကောင်းအောင်ဖြူစင်အောင်စောင့်ရှောက်ပြီးတော့ထားတဲ့မိမိတို့ရဲ့စိတ်ဓာတ်ကလေးကသဗ္ဗသံပတ္တိသံပတ္တိအကျိုးအမျိုးမျိုးတွေကိုဒေတိပေးစွမ်းနိုင်တယ်သံပတ္တိဆိုတာပြည့်စုံခြင်းဝိပ္ပတ္တိဆိုတာပျက်စီးခြင်းယနေ့ဘုန်းကြီးတို့ပရိသတ်ကသံပတ္တိနဲ့ဝိပ္ပတ္တိဘာကိုလိုလားတာလဲအားလုံးပဲပြည့်စုံမှုကိုလိုလားကြမှာပါပဲအဲ့ဒီသံပတ္တိကလည်းပဲမနုဿသံပတ္တိသက္ကသံပတ္တိဗြဟ္မသံပတ္တိလို့၃မျိုးမနုဿသံပတ္တိဆိုတာလူဖြစ်ရင်လည်းလူဘဝကြီးမှာလူချမ်းသာမျိုးဖြစ်မယ်ယနေ့လူပတ်ဝန်းကျင်ကိုကြည့်ရင်ချမ်းသာပြည့်စုံတာနဲ့ဆင်းရဲတာဘယ်ကများလဲအဲ့ဒါသဘောပေါက်ဖို့လိုတယ်လူပတ်ဝန်းကျင်ကြည့်လိုက်ရင်နေညာယုံပြီးနဘူးကကြွေးချီမှကြရှားဝဲသူဆောင်ရပေမဲ့လို့ဘုန်းကြီးတို့ပရိသတ်ကြီးငြိမ်းချမ်းမှုတွေမရကြဘူးတဲ့မိသားစုတွေပူလောင်နေကြလူပတ်ဝန်းကျင်မှာတချို့ဟိုး12ဓာတ်73ဓာတ်အမြင့်တိုက်ကြီးတွေနဲ့ကောင်းမေဆိုတဲ့ကားတွေစီးပြီးတော့အလှပြင်သွားလာနေကြလို့ပြည့်စုံတယ်များမထင်တဲ့အနာဂတ်ကြီးအဲ့ဒီလူတွေသားပူသေးဒီတော့လူပတ်ဝန်းကျင်မှာလူရလို့ဖြစ်လာရင်ဘုန်းကြီးတို့ပြိဿရင်ငြိမ်းချမ်းသောပြည့်စုံသောမိသားစုဘဝလေးရဖို့လိုအပ်တယ်နော်ဒါကြောင့်မနုဿသံပတ္တိလူဖြစ်ပြန်ရင်လည်းလူချမ်းသာသက္ကသံပတ္တိနတ်ဖြစ်ပြန်ရင်လည်းနတ်ချမ်းသာတဲ့နတ်ဆိုတော့ပြိဿရင်နတ်တိုင်းချမ်းသာတယ်မထင်နဲ့နတ်ဆင်းရဲနတ်မွဲတွေအများကြီးပြောတော့လူတို့နေတိုင်းရမှာလူတွေနဲ့ဝန်းကျင်နေကြတဲ့နတ်များနောက်ပြီးတော့သတုမာတွေဒါဝိဒိန်သာအဲ့ဒီနတ်တွေဟာမြေပေါ်မှာတည်တဲ့နတ်တွေဒီနတ်တွေမှာပရိသတ်ရေဒါလောက်တကိုးဆွမ်းရင်ကြီးမားတာမဟုတ်ဘူးအာဂသတ္တဟိုတဲ့ကောင်းကင်မှာနေတဲ့ယာမတုတိတာနေမနာရတိပရနေမိတဝတ္တဝတ္တိဆိုတဲ့
အဲ့ဒီနတ်ပြည်တွေနေကြတဲ့နတ်တွေမှာကုသိုလ်ကြီးပြီးတော့ဖြစ်ကြဒါကြောင့်အထက်အထက်အမြင့်မှတည်တဲ့နတ်ဖြစ်ဖို့လဲလိုသေးသဗျာနော်လူပြည်လူဘုန်းရှင်ကနတ်တွေကတော့ပရိသတ်ကြီးအဲ့ဒါနတ်ဆင်းရဲတယ်လို့ဒီလိုသတ်မှတ်ရဒါကြောင့်နတ်ပြည်ပြန်ရင်လည်းပဲနတ်ချမ်းသာဗျမသံပါတိဗျမဖြစ်တော်လည်းပဲဗျမချမ်းသာတဲ့ဗျမတိုင်းပရိသတ်ကြီးချမ်းသာတယ်မမတ်ပါနဲ့ပြုကြတဲ့ကုသိုလ်စွမ်းအင်နေပါကြတော့ဗျမဖြစ်ပြန်လဲဗျမဆင်းရဲတွေတဲ့စည်ရင်ဝင်သွားတာပဲ31ဘုံဘဝရှိသေးလို့ကျင်လည်ရရင်လူဖြစ်ရင်လည်းဘာဖြစ်မှနတ်ဖြစ်ပြန်ရင်လည်းဗျမဖြစ်ပြန်ရင်လည်းပြီးတော့လူချမ်းသာနတ်ချမ်းသာဗျမချမ်းသာလို့31ဘုံလောကနယ်တဲ့အရာ3ညပေမဲ့လူရောနတ်ရောဗျမရောဘဝရှိသေးရင်အိုနာသေးရှိတာပဲခန္ဓာရှိနေသေးရင်ဒုက္ခရှိနေသေးတာပဲခန္ဓာဘာလို့လဲမေးရင်အိုမယ်နာမယ်သေမယ်ဘယ်သူခန္ဓာပဲကြီးကြီးနောက်ဆုံးအိုနာသေးပဲဒီတော့တကယ်ချမ်းသာအစစ်မဟုတ်သေးဘူးတဲ့ချမ်းသာအစစ်အမှန်ကဘာလဲဆိုတော့အိုနာသေးတို့ကုံဆုံးရမရှိရဖြစ်တဲ့အဲ့ဒီနိဗ္ဗာန်သံပတ္တိနိဗ္ဗာန်ချမ်းသာမှသာလျှင်တကယ်ချမ်းသာစေချမ်းသာမှဖြစ်ပါတယ်တဲ့အဲ့ဒီနိဗ္ဗာန်သံပတ္တိနိဗ္ဗာန်ချမ်းသာကိုလည်းပဲစိတ်ကောင်းကဒေတိပေးစွမ်းနိုင်ပါတယ်လို့ဣတိဣသောဘဂဝါဘုရားမြတ်စွာကအဝါဇံကောင်းစွာမဲ့သွေမိမ့်မှတော်မူခဲ့ပါပေသတည်းဒီတရားတော်တွေကိုရှိသောမြန်မာစတော်ကြီးတွေကရင်နဲ့စွဲတီးဖို့လင်္ကာလေးနဲ့ပေးခဲ့တယ်ဆိုလိုက်စမ်းမှစိတ်ကောင်းရှိကချမ်းသာရ၏စိတ်ကောင်းမရှိကဆင်းရဲရ၏သုံးကောင်းဆိုလိုက်စိတ်ကောင်းရှိကချမ်းသာရ၏စိတ်ကောင်းမရှိကဆင်းရဲရ၏စိတ်ကောင်းရှိကချမ်းသာရ၏စိတ်ကောင်းမရှိကဆင်းရဲရ၏စိတ်ကောင်းရှိကချမ်းသာရ၏စိတ်ကောင်းမရှိကဆင်းရဲရ၏ဘုန်းကြီးတို့ပရိသတ်ကြီးစိတ်ကောင်းလူတိုင်းမွေးကျင်တာပေါ့ဗျာဒါပေမဲ့ဘုန်းကြီးတို့ပြိဿရဲ့တသံတရားလုံးကမကောင်းတဲ့စိတ်တွေနဲ့ကျင်ပြီးအားကောင်းလာခဲ့တော့ဘုရားသာသနာအရေးအောက်သာသနာကြီးညိုတဲ့မိဘရင်ခွင်နဲ့ဖြစ်ခဲ့ရတဲ့ကိုလူတွေမကောင်းတဲ့စိတ်ကိုမကောင်းတဲ့စိတ်မှန်းတော့သိတယ်ဒါပေမဲ့ဒီစိတ်ကိုမကြီးထွားအောင်ကြိုးစားကြဆိုတော့ခက်သွားတယ်အဟုန်နဲ့ပြေးလာတဲ့လူတရားဟာရပ်တော့မယ်ဆိုတော့ရုပ်ရှိရက်လို့ပဲရ2လမ်း3လမ်းလောက်ပြိဿကြီးပြေးပြီးအချိန်လေးသတ်ရသလိုပြီးတော့မှရပ်အတိတ်ကအဟုန်ပြင်းလာတဲ့မကောင်းတဲ့စိတ်ဓာတ်တွေညော်နေသွားအောင်လုပ်ကြတဲ့နေရာမှာစိတ်ဓာတ်တွေမကြဘဲနဲ့မနဲ့သမင်းချက်ဟောကြက်ပြီးဆိုအိမ်ကဖရာပါလို့သွန်းတော်တင်မယ်ဘုရားရှိခိုးမယ်ပရိစိတ်မယ်ပိဋဓမ္မစကြာရွတ်မယ်အဲ့ဒီအခိုက်အတန့်ကလေးကတော့ဘာစိတ်ဖြစ်ကောင်းစိတ်ဖြစ်တခါညအိတ်တော်မစိုးအိရတဲ့ထောက်လျှောက်သွားထိုးမအိမ်နဲ့အိမ်ကဘုရားရှင်ရှိသွားပါလို့ဘုရားရှိခိုးပရိစိတ်ပိယောအဲ့ဒီအချိန်ကလေးတွေများများရယူပြီးတော့ဝမပြတ်မှန်အောင်လုပ်ကြရင်ဖြည်းဖြည်းနဲ့မကောင်းတဲ့စိတ်ကလေးတွေဟာယောနဲ့ပပျောက်သွားပြီးတော့ကောင်းတဲ့စိတ်နဲ့ကောင်းတဲ့အလုပ်တွေနဲ့ပဲဘဝအနာတ္တယုံပဲမဟုတ်လားအဲ့ဒီအကောင်းတွေနဲ့အနာတ္တနဲ့ရင်ပရိသတ်ရေဘဝမှာအကောင်းတွေနဲ့ဆုံသွားကြမှာပဲဒီတော့မကောင်းတဲ့စိတ်ကိုဖယ်ရှားဖို့ဆိုတာဖြည်းဖြည်းနဲ့ဘုန်းကြီးတို့ပရိသတ်ကြီးကြိုးစားယူကြရမယ်နော်
ချက်ချင်းတော့မလွယ်ဘူးဒါကြောင့်သမ္မာပဏိတံဘိကဝေစိတ်တံမကောင်းတဲ့စိတ်တွေကိုမမွေးကြနဲ့ကောင်းတဲ့စိတ်တွေကိုမွေးကြသမ္မာပဏိတံစိတ်တံကောင်းမြတ်တဲ့စိတ်ဓာတ်တွေကသဗ္ဗသံပတ္တိသံပတ္တိအကျိုးအမျိုးမျိုးတွေကိုဒေတိပေးစွမ်းနိုင်တဲ့သဗ္ဗသံပတ္တိလူချမ်းသာနတ်ချမ်းသာမြမချမ်းသာအဆုံးနိဗ္ဗာန်ချမ်းသာဆိုတဲ့နိဗ္ဗာန်သံပတ္တိချမ်းသာအမျိုးမျိုးတွေကိုဒေတိစိတ်ကောင်းကပေးစွမ်းနိုင်တယ်လို့ဣတိဤသို့ဘဂဝါဘုရားမြတ်စွာကအဝေါဇံကောင်းစွာမသွေမိန်တော်မူခဲ့ပါပေသတည်းကျိုးတို့တွေမှာကောင်းစိတ်နဲ့မကောင်းစိတ်ဘယ်ကအဖြစ်များဖြစ်တာကလေးသတိထားပြီးသိအောင်လုပ်သိပြီးရင်မကြီးထွားအောင်ကြိုးစားကြဖို့ပဲဒီတော့မကောင်းတဲ့စိတ်တရားခမည်းတော်ကျိုးတို့တွေမဟုတ်ဘူးတဲ့တကယ်ကုသိုလ်ရှင်ကုသိုလ်ကြီးကြတဲ့ကုသိုလ်ဝါရင်းကြတဲ့ပုဂ္ဂိုလ်ကြီးတွေတောင်တတိလွတ်သွားရဲ့မကောင်းတဲ့စိတ်နောက်ကိုပါသွားကြလို့ဘဝတွေပြည့်ခဲ့ရပေါင်းများလာပြီအဲ့ဒီထဲကဘုန်းကြီးတို့စာပေနယ်မှာသမိုင်းမှတ်တမ်းတွေပေါ့လေအဲ့ဒီမှတ်တမ်းတွေကပါဠိမီရင့်ကျက်တော်လည်းပဲတတိလွတ်ပြီးတော့အကုသိုလ်ဘက်ပါသွားလို့ဘဝပြည့်ခဲ့ရတယ်ဣဒပိစ္ဆနာဝတ္တန္တိဣဒ္ဓမစ္စေရပိလိတာဒသမဝုရိကာမတေဟနေယုံသကဝေရိနောသာရဝသူတော်ကောင်းတို့ဣဒဝါလက်ရှိဘဝ၌၎င်းဟုရံဝါဟိုနောက်နောက်ဘဝတွေ၌၎င်းဣဒ္ဓမစ္စေရပိဋိတာဣဒ္ဓမစ္ဆရိယတရားနှစ်ပါးနှိမ့်ဆက်မှုကိုခံရရတဲ့သူတွေဟာနဝတန္တိဘယ်သောအခါမှတိုးတက်စီပင်ကြီးပွားမှုတွေကိုမရကြလေကုန်တသမဒါကြောင့်ဟောရိကာမကြီးပွားချမ်းသာတိုးတက်မှုတွေကိုလိုလားတောင်းတပါတယ်ဆိုတဲ့အမျိုးကောင်းသားအမျိုးကောင်းသမီးတွေဟာတေထိုဣဒ္ဓမစ္ဆရိယတရားနှစ်ပါးတွေကိုဟန်နေယုံတတိပညာနှစ်ပါးဖြင့်အမြဲတမ်းရင်တွင်ကဖယ်ရှားပြီးနေထိုင်ကြကုန်ရ၏ဣတိဤသို့သင်္ကစားတေတော်မြမသာပေသမိုင်းမှာတဆူရဲ့လိုခေါ်လောက်အောင်ပေါ်ထွန်းခဲ့တဲ့သင်္ကစားမထေမြတ်ကအာဟာကောင်းစွာမသွေမိန်မာတော်မူခဲ့ပါပေသတည်းဘုန်းကြီးတို့တရားဓမ္မတွေလည်းပြောနေကြတာပဲဣဒ္ဓပြောဘာနဲ့ပါလဲဣဒ္ဓဒါပါဠိအလုံးမြန်မာအလုံးကြတော့ဣဒ္ဓဆိုတာညူစုတာမစ္ဆရိယဆိုတာပြောတတ်တာလေမနာလို့ဝန်းတိုးတာနော်ဣဒ္ဓကညူစုတာကဲညူစုဟုတ်ပြီဘယ်လိုညူပြီးဘယ်လိုစုရတာတော့ဒါရှိစကလုံးကြီးကိုဗျယနေ့ဘုန်းကြီးတို့ပရိသတ်နားလည်အောင်ပြောရရင်ဣဒ္ဓဆိုတာဂုံကြီးတူရင်ဖြစ်တတ်တယ်ဆိုကြပါစို့လမ်းဘေးမှာပန်းတယ်နှစ်ယောက်မြောက်ဘက်ကလည်းပန်းတယ်တောင်ဘက်ကလည်းပန်းတယ်ဘာပန်းတွေရောင်းရတယ်ဆိုတော့တပြေပန်းတွေရောင်းရတယ်မနေ့စောစောဘုရားတင်ဖို့ပန်းဝယ်လာတဲ့အမျိုးသမီးကဒီလမ်းရဲ့ဒီဘက်ကတပြေပန်းတယ်နာသွားရက်ဟိုကလည်းပဲတပြေပန်းတွေတောင်းတဲ့ကထုတ်ပန်းပေါ်မှာအစီဒီတင်းပြီးတော့ဘာပြောလဲဟောဒီမှာနော်တပြေပန်းတွေနှုတ်ညွန့်ရဲမှွက်နေတာပဲ
သူကဒီလိုလေးပြောတော့ပန်းဝဲမဲ့သူကသူပန်းရှိလာရဟဲ့တပည့်ပန်းလေးတွေကနှုညွန့်ရဲမွဲ့ကောင်းလိုက်တာပြစမ်းမှဆိုတတိကြည့်ဟိုဘက်ဒီဘက်လမ်းလောကြီးဟုတ်တယ်ကောင်းတယ်ဆိုတော့လမ်းဟိုဘက်ကတပည့်ပန်းတွေကလည်းပဲတောင်းချပန်းမောတပည့်ပန်းနေထုတ်တင်ပြီးတော့သူကလည်းတပည့်ပန်းရောက်ဘာတွေရောက်ညလမ်းမြောက်ဘက်ကတပည့်ပန်းတွေကတပည့်ပန်းဝယ်တဲ့သူတောင်ဘက်ကဘန်းတွေကယူတပည့်ပန်းကိုဟိုကြည့်ဒီကြည့်ကြည့်နေတော့သူကသူပန်းလေးတောင်းလေးခောက်ပြီးတော့ဘာអော်လိုက်တဲ့ဟောဒီမနော်တပည့်ပန်းနေပိုးခိုက်ပါတယ်နော်ဟောဘာပါတယ်အဲ့တော့တပည့်ပန်းဝယ်တဲ့သူကပိုးခိုက်ပါတယ်ဆိုတော့လှည့်ကြည့်ပြီးတော့ယခုနကင်ထားတဲ့တပည့်ပန်းကိုအောက်ချပြီးနေဦးအေးငါဟိုတပည့်ပန်းသွားကြည့်အောင်မယ်ဆိုပြီးတော့ပိုးကိုက်ပါတဲ့တပည့်ပန်းသားရောက်တော့ကဲပြသမ်းမအောင်ဆိုတော့တပည့်ပန်းလှန်လို့ကြည့်တော့ဟုတ်တယ်ပိုးကိုက်တတိပဲလောက်လဲလို့ဈေးမိပြီးအဲ့ဒီပိုးကိုက်ပန်းကိုဒီဖျားတယ်မဲ့တပည့်ပန်းတွေကဝယ်သွားတာဘာလို့ဝယ်ပိုးကိုက်ပန်းကဆေးမဖြန်းလို့လုပ်ပါပိုးကိုက်ပန်းကဆေးဖြန်းတော့ပိုးမကိုက်ဘူးပေါ့ပန်းတင်တဲ့လူကလည်းခေါဏနှုတ်ညွန့်ပြီးတော့ဆေးဖြန်းထားတဲ့ပန်းလှတယ်ဆိုပြီးဝယ်ပြီးတင်လိုက်တာမနေ့ကတင်လိုက်တာညနေ4 နာရီလောက်ကျတော့အဲ့ဒီနှုတ်ညွန့်တာလေးတွေကငိုက်ပြီးညို့ရောသူကခံထားရတာကိုဗျအဲ့တော့ပန်းမှန်ရင်ပရိသတ်ကြီးစိတ်မပြတ်မဲ့နဲ့ရိုးနော်မြန်မာတွေစိုက်တဲ့မီယိုဖလာရိုးတပြေပန်းကြတော့ရေဆေးပြီးတော့တင်လိုက်ရင်အ ਨੇ ဆုံး5-9 ရက်တော့ခံတယ်သူကဒါသိထားလို့ဘယ်ပန်းဝယ်တာလဲအဲ့တော့တောင်ဘက်ကနှုညွတ်နေတဲ့တပြေပန်းတွေကငါဖောက်တဲ့သူလူတယ်ဆိုပြီးတော့ပရိသတ်ရေတောင်ဘက်ကနေပြစ်တောက်နေပြောဟိုမြောက်ဘက်ကလည်းမခံဘူးပြန်ပတ်နောက်ဆုံးတော့နှစ်ယောက်သားရှိတဲ့ခဲတွေနဲ့ဟိုတုဒီတုလမ်းပေါ်တက်ပြီးတော့ဘာလုပ်ကြနတ်ပန်းလုံးညဘာသည်တွေလဲတပြေပန်းသည်တွေအိတ်သာဆိုတာအဲ့ဒီလိုဓာန်တူရည်တူချင်းဖြစ်တာများတယ်တပြေပန်းသည်ကရွှေသည်သွားပြီးတော့အိတ်သာရှင်းกว่าရွှေသည်ချင်းကြတော့လေသူကဘာပြောကျိုးတို့ကရွှေစစ်မှမီလင်းမှအဲ့သူများရွှေကြီးများစွာရောတဲ့ရောင်ပဲပြောတော့တာအဲ့တော့ရွှေသည်ချင်းအိတ်သာဖြစ်တယ်ဒီလိုနော်ခုကျောင်းဆရာမတွေရဲ့ဓမ္မပူဇာဆိုတော့ဟောကျောင်းဆရာချင်းလဲပြုတ်မညစ်နဲ့နှကန်းလေးစီးပြီးတော့မျက်စာလေးပြစ်ပြတော့မှကြည်ရမှာဟုတ်ပြီလားအိတ်သာကဘယ်မှာဖြစ်တာတော့ဆိုရင်နဲ့ဖြစ်တာဒီတော့မကြိုက်တဲ့အမူအရာတွေကိုယ်နဲ့ပြခြင်းနှုတ်နဲ့ပြောဆိုခြင်းဟာအဲ့ဒါအိတ်သာအခြေခံဖြစ်လာတဲ့ဒေါသရဲ့အဖြစ်ပဲအိတ်သာကနေဒေါသကူးပြီးတော့ဒေါသနဲ့ပရိသတ်ကြီးမကြိုက်တဲ့အသံတွေမကြိုက်တဲ့အမူအရာတွေပြဆိုကြပါစို့ရက်ွက်ထဲမှာခလေးမလေးတယောက်ဟာသူ့ရက်ွက်ထဲမှာတော့ရက်ွက်သူရက်ွက်သားတွေကအချောဆုံးအလှဆုံးလို့သတ်မှတ်ထားတာအဲ့ဒီကလေးမကြီးတငယ်ချင်းတယောက်ရောက်လာလို့2 ယောက်မနဲ့စောစောမျက်နှာသစ်ပြီးအိမ်ရှိတကားပေါင်းနာမေးပြီး2 ယောက်သားရက်နေတဲ့ချိန်ရက်ွက်ထဲကနောက်တစ်ယောက်ခက်လက်အရွယ်ပေါ့လေအလူဝတ်တံပေါ်တစ်ခုခုရှိလို့အလှပြင်ပြီးလာတော့ဟိုတငယ်ချင်းမကပြောအမေလှတဲ့တော့လိုက်တယ်ရင်တဲ့တော့ဆိုတော့ရက်ွက်တဲ့ကအလှဆုံးကမျက်စောင်းလေးစောင်းကြည့်ပြီးတော့ပရိသတ်ကြီးမျက်နှာကြောလေးတင်းတင်းနဲ့ဗာပြောမှ
အမေလေးလုံမနေပါနဲ့ဈေးကွက်လောက်တော့ငှက်တိုင်းလှပါဟောအဲ့ဒါဘာသာလဲအိတ်သာကကိုလူရဲ့နော်အဲ့တော့အသွင်တူချင်းဖြစ်တာများတဲ့အမျိုးသမီးချင်းချင်းအမျိုးသားချင်းချင်းဘုန်းကြီးချင်းချင်းမသီလားဖြစ်တတ်တယ်နော်အဲ့ဒီအခြေခံပြီးထွက်လာတဲ့အသံဟာဘုန်းကြီးတို့ပြိဿရဲ့နားထောင်တတ်ရင်သိပါလိမ့်မယ်အဲ့ဒီအိတ်သာဖြစ်လာလို့အိတ်သာကနှုတ်ပေါ်တင်နှုတ်နဲ့ပြောဆိုခဲ့ရင်ဝစီကံဖြစ်ပြီးကိုယ်ပေါ်တင်ကိုယ်နဲ့ဆောင်းအောင်မဲ့ရွက်ပြီးမကြိုက်တဲ့အမူအရာတွေပြရင်ဘာကကာယကံဖြစ်ပြီးပြီးတော့ကာယကံမှာကိုယ်နဲ့အမူအရာတွေပြလိုက်တော့ကံဖြစ်တယ်ကံဖြစ်ရင်နောက်ကဝိပါကလာတယ်ကံဖြစ်ရင်ပရိသတ်ရဲ့ဝိပါကလာတော့အကျိုးပေးတော့ကောင်းတာလားမကောင်းတာလားဒါကြောင့်ဖြစ်လျာဘဝအယုတ်ဆိုးအကြီးတန်းဆင်းရဲတဲ့ဘဝတွေရောက်ကြတယ်နောက်မစ္စရိယသဘောကကိုယ်သာရှိခြင်းဖြစ်ခြင်းတာသူရှိသူဖြစ်တာပရိသတ်ရဲ့တဲမလိုလားတဲ့သဘောကိုယ်ပဲရှိခြင်းတာဆိုကြပါစို့ယဟန်မကသူယဟန်လောင်းလေးဒီနေ့သာမဏေကျော်အောင်တယ်ယဟန်ဖြစ်မယ်ဆိုတော့ကိုရင်ခေါ်ပြီးကြောင်းသူကိုယ်ွယ်တဲ့ဘုန်းကြီးစီသွားရှင်ဘုရားတပည့်တော်ယဟန်ကဒီနေ့သာမဏေကျော်ပြီးတယ်ဘယ်သာမဏေကျော်လဲစသဖြင့်ပေါ်လေဘုန်းကြီးတို့ငယ်ငယ်ရတော့သာမဏေကျော်ဆိုမန္တလေးပရိယတ္တိပဲခုတော့သာမဏေကျော်တွေကအများကြီးပေါ့အဲ့တော့သာမဏေကျော်အောင်တယ်ဘုရားဆိုတော့ယဟန်မကတော့ဝမ်းမြောက်ဝမ်းသာဘုန်းကြီးကျေနပ်အောင်ဝမ်းမြောက်အောင်လျှောက်လိုက်တော့ဘုန်းကြီးကဘာလုံးလိုက်လဲကိုရင်ကြည့်ပြီးတော့ကိုရင်အသက်ဘယ်လောက်ရှိပြီလဲဒီတော့19နှစ်ပြည့်လို့ကြော်ပြီဒီနေ့ယဟန်ဖြစ်မယ်ဘုရားဒါဖြင့်သာမဏေကျော်နောက်ဆုံးနှစ်ပေါ့ဘယ်နှစ်နှစ်ဖြေရ3နှစ်ဖြေရတယ်ဆိုတော့ဘုန်းကြီးကဘာလုံးမှကျိုးတို့တော့ပထမစဉ်ဒုတိယစဉ်တတိယစဉ်တောက်လျှောက်ပြီးခဲ့တာပဲကျိုးတို့သာမဏေကျော်ဖြစ်တော့18နှစ်ဟောအဲ့ဒါဘာဟုတ်လားကြွားတာဟာအခြေခံကြွားတာမစ္စရိယအခြေခံကြွားတာနော်ဘယ်သူဖြစ်တာပြောလေဘုန်းကြီးဖြစ်တာမစ္စရိယ5မျိုးရှိတယ်အဲ့ဒါတွေတော့အကျယ်မချက်တော့အဲ့ဒီမစ္စရိယ5မျိုးလူတွေဖြစ်လာတစ်ခုနှစ်ခုဘုန်းကြီးတွေက5မျိုးသလုံးဖြစ်တယ်တဲ့တက္ကရာဒီလိုပြောတာနော်တို့ရကြတော့အုံရောဘုန်းကြီးတွေထွက်ချမှလည်းကြောက်ပါလေအတက္ကရာပြောတာကိုကျုပ်ပြောတာအဲ့တော့ဘုန်းကြီးတို့ပြိဿကြီးကျုပ်တို့သာမဏေကျော်ပြီးတော့18နှစ်ပြဟောတစ်ဖက်ကိုရင်က19နှစ်3နှစ်ပြရတဲ့ကိစ္စကိုပြိဿကြီးအဲ့ဒါမသိမသာနှိမ်ပေါက်နဲ့သူပြီးတာကိုကြွားရဲနဲ့ပြိဿကြီးတစ်ဖက်ကိုပြိဿကြီးမလိုလားတဲ့သဘောပဲအဲ့ဒါဘာဖြစ်တာမေစရိယအဲ့တော့မေစရိယရဲ့သဘောကငါရှိငါဖြစ်ဒီလိုနော်ဟိုးတယောက်သောသူကပကံလေးကောင်းလို့ဈေးကြီးဝဲလာတော့ဘေးကလူတွေတွေ့တော့သူကလည်းသူ့ပကံကောင်းတာလေးကြွားကျင်တာဟိုးတယောက်သောသူကမြင်တော့ဟဲပကံလေးလှလိုက်တာဘယ်လောက်ပေးရဘယ်လောက်ပေးရပြသမ်းမှဆိုယူကြည့်ပြီးတော့ဘာလုပ်မှမလေးတို့ကပြင်ဒီပကံသုံးတာကြားလာနှကန်းတောင်ပဲ့မသိမသာတွေပြိဿကြီးနော်ဒီတော့အဲ့ဒီစိတ်ဓာတ်နဲ့ထွက်လာတဲ့အသံဟာကိုယ်အသိဆုံးကိုယ်စိတ်ကိုသိအောင်ကြိုးစားမှာနော်ဒါကြောင့်ဣဒာပိဇနဝတ္တန္တိအိသံမေစေရပိလိတာဒသမဝုဒ္ဓိကမ္မတေဟနေယုံသကဝေဒိနောသာရဝသူတော်ကောင်းတို့ဣဒဝါလက်ရှိဘဝ၌၎င်းဟူရန်ဝါနောက်ဘဝတွေ၌သော၎င်း
ဣဒ္ဓမေစေရာပိဋိတာဣဒ္ဓမေစရိယတရားနှစ်ပါးနှိစ္စခံရတဲ့သူတွေဟာဣဒဝါလက်ရှိဘဝ၌၎င်းဟူရဝါနောက်ဘဝတွေ၌သော၎င်းနဝတန္တိဘေခမတိုးတက်စီပင်ကြီးပွားမှုတွေကိုမရနိုင်ကြလေကုန်တသမထာကြောင့်ဗုဒ္ဓကမံကြီးပွားချမ်းသာတိုးတက်မှုကိုလိုလားတောင်းတပါတယ်ဆိုတဲ့သင်မျိုးကောင်းသားမျိုးကောင်းသမီးတွေဟာတေထိုဣဒ္ဓမစ္စရိယတရားနှစ်ပါးတွေကိုအနေယုံရင်တွဲမှဖြစ်ရင်တွဲမှကြည်ပြောက်အောင်ပဲသနိုင်အောင်ကြိုးစားရကုန်ရ၏ဣတိဤသို့သင်္ကစားတေတော်သင်္ကစားမထိတ်မြတ်ကအာဟံကောင်းစွာမသွေမိမ္မာတော်မူခဲ့ပါပေသတည်းကတ္တဗဘုရားသာသနာနောက်ပိုင်းမှာအင်ကြီး1000လောက်ရှိတဲ့ရွာကြီးရှိတယ်အဲ့ဒီရွာကြီးကိုဝန်းရံနေတဲ့ရွာငယ်တွေကလည်းအများကြီးအင်ကြီး1000ရှိတဲ့ရွာဦးကျောင်းမှာအဓိပတိဆရာတော်လို့လုပ်နေတဲ့အင်မတန်ဘုန်းကြီးတဲ့ဘုန်းကြီးတစ်ပါးဝိဒကသုံးပုံတက်ကျွမ်းတယ်အဟောအပြောတွေကောင်းတယ်တရားဓမ္မအကြီးညိုတွေများတယ်အဲ့ဒီကျောင်းတိုက်ကိုတနေ့မိုးချုပ်ခရီးသွားယဟန်တစ်ပါးကဝင်ရောက်လာကျောင်းတိုက်ကြီးမြောက်ဘက်ကနေဝင်လာခရီးသွားဆိုတော့တပိတ်လွယ်နဲ့အိတ်ကြီးနဲ့ပေါ့ဗျာခီးနဲ့အဲ့လိုဝင်လာပြီးတော့ကျောင်းသားကိုရင်မေးတယ်ကျောင်းတိုင်းဆရာတော်ဘယ်မှာလဲလို့လက်ညှိုးထိုးပြတော့အဲ့ဒါကျောင်းပေါ်မှာဆိုတော့ကျောင်းပေါ်တဲပြီးတော့ဦးချတပိတ်အိတ်တွေဘေးနားချပြီးတော့လက်အုပ်လေးချီပြီးဦးချကျောင်းဘုန်းကြီးကလှမ်းကြည့်ဘုန်းကြီးအထာဘုန်းကြီးအသိဆုံးပဲအသွင်တူတာကိုဗျသန္တိန္ဒရိယသန္တမာနတံသန္တိန္ဒရိယအိန္ဒြေတွေငြိမ်သက်ပြီးတော့နေတယ်အိန္ဒြေငြိမ်သက်တယ်ဆိုတာပရိသတ်ကြီးယုံငြိမ်နေတာဥချတော့လည်းဖေးဖေးလေးချပြီးတဲ့ခါကျတော့လက်ဦးလေးချီငြိမ်သက်စွာထိုင်နေအဲ့ဒါဘာဖြစ်လို့ယုံငြိမ်တာလဲသန္တမာနတံစိတ်ငြိမ်လို့ဘာငြိမ်နေစိတ်ငြိမ်တော့အဲ့ဒါပဲစိတ်မငြိမ်ရင်လူပဲခတ်နီးလေးနော်အဲ့တော့လူတွေမငြိမ်တာကိစ္စမျိုးသီလရှင်မသီလမငြိမ်တာမှပိုဆိုးတာသန္တိန္ဒရိယံအိန္ဒြေငြိမ်သက်နေတဲ့ယုတ်ငြိမ်နေတဲ့ယုတ်ငြိမ်တာဘာဖြစ်လို့ငြိမ်တာလဲသန္တမာနတံစိတ်ငြိမ်လို့ငြိမ်တာစိတ်ဘာဖြစ်လို့ငြိမ်တာလဲစိတ်ကိုမငြိမ်စေတတ်တာဘာတွေလဲလောဘဒေါသမောဟအိဒ္ဓမစ္စရိယမာမနာကိလေသာတွေပေါ့ဗျာအဲ့ဒါဒီအာကောင်းသလောက်ရုပ်ဟာမငြိမ်ပါဘူးဒါကြောင့်လူငယ်တွေနော်လူပေါင်းရတဲ့နေရာရှေးလူကြီးတွေပြောတယ်လူပေါင်းမမစီနဲ့လူပါသူဘယ်လောက်ချမ်းသာဘယ်လောက်ပညာတတ်တယ်ပြောအကဲခတ်တဲ့နေရာမှာသန္တိန္ဒရိယံယုတ်ငြိမ်မှပရိသတ်ရေယုတ်ငြိမ်တာပါကြောင့်စိတ်ငြိမ်လို့စိတ်ဘာဖြစ်လို့ငြိမ်တာလဲလို့စိတ်ကိုမငြိမ်စေတတ်တာပါလေလေလောဘဒေါသမောဟအိဒ္ဓမစ္စရိယမာမာနအတူချုံလိုက်တော့ကိလေသာတွေပေါ့ဗျာအာကောင်းတဲ့လောက်မငြိမ်ဘူးအဲ့ဒါကိုဘုန်းကြီးကကြည့်ပြီးသိလိုက်အဲ့ဒီချိန်မှာကျောင်းတကာကလည်းကျောင်းပေါ်တက်ဘုန်းကြီးဥချဘေးကြည့်လိုက်တော့ပရိသတ်ကြီးအာဂန္ဓုကိုတော်တွေ့ရောအာဂန္ဓုကိုတော်တွေ့တော့အာဂန္ဓုကိုတော်ကငြိမ်သက်ဟဲ့ဒီလိုဘုန်းကြီးမျိုးတွေ့ဖို့ရခဲရင်နဲ့ကြည့်နော်တကားတွေဘုန်းကြီးကြည့်တတ်ပြီမဟုတ်လားသန္တိန္ဒရိယသန္တမာနတံအယံသမနောဟောရိယဟံမြတ်ဟာ
သာဒိတရိယဣန္ဒြေငြိမ့်သက်နေတဲ့ဣန္ဒြေငြိမ့်သက်တာတန္တမနတံစိတ်ငြိမ်လို့စိတ်ဘာဖြစ်လို့ငြိမ့်တယ်လဲမေးတော့စိတ်ကိုမငြိမ့်စေတတ်တဲ့ကိလေသာတွေကုံလို့ကင်းလို့ဓမ္မမုတ်ကိလေသာတွေငြိမ်ဝအောင်လှုပ်ထားလို့ဒီပုဂ္ဂိုလ်တရားရှိပြီဥရိချမ်းပြီးတော့ကျောင်းတော်ကကြည်ပြီးကြည်ညိုစိတ်တွေဖြစ်တာကြည်ညိုတဲ့အမူအရာတွေဖြစ်နေတာကိုဘယ်သူကမြင်လားကျောင်းဘုန်းကြီးကမြင်ပါရောကျောင်းတော်ကအာဂန္တုပေါ်စိတ်ညွတ်နေအဲ့ဒါလည်းသိလိုက်ရောဘုန်းကြီးကဘာပြောလိုက်မှကဲကိုတော်တဲ့တညတာနေခြင်းတပဆိုရင်ကိုတော်ဝင်လာတဲ့လမ်းအနောက်ဘက်ကဇရပ်ပေါ်သွားပြီးတော့နေရော့ကဲကြွတော့ဆိုပြီးတော့အကောင်းမဟုတ်ဘူးမောင်းထုတ်တာအဲ့တော့ဟိုလည်းဥချမ်းပြီးတော့ပစ္စည်းလေးတွေဆွဲပြီးနောက်ဆုံးနဲ့ဆင်းပြီးဝင်လာတဲ့မြောက်ပေါက်ရဲ့အနောက်ဘက်ကဇရပ်ပေါ်ကိုကြွအဲ့တော့ကျောင်းတော်ကပရိသတ်ကြီးအဲ့ဒီအာဂန္တုပေါ်မှာကြည်ညိုစိတ်ကလေးရဖြစ်တော့ကျောင်းဘုန်းကြီးဥချပြီးနောက်ကနေလိုက်တော့ဇရပ်ပေါ်မှာပရိသတ်ကြီးဇရပ်ဆိုတော့အယူတွေနဲ့တရောင်းစားတွေခွေးတွေနေတာများတာကိုဗျပွားစီလမ်းနေတော့ကျောင်းတော်ကလည်းဝိုင်းရှင်းလင်းပေးနောက်တန်ရှင်းမှုရှိတော့ကိုတော်ကသူ့နေတိုင်းလေးထုတ်ခင်းတပိတ်အိတ်ဒီဘေးနံချအခင်းပေါ်ထဝဘွားကိုတမလင်းခွေပြီးတော့ပြိဿကြီးမျက်လွှာချနေအဲ့ဒီလိုနေတော့တကားလုံးတဲ့လူကလည်းမပြောရဲဘူးပေါ့ဥလိချမ်းပြီးတော့လက်ဥလေးချီပြီးရှင်မရရဲ့တဲ့ဘယ်ကကြွလာပြီးဘယ်ကိုကြွမှာတော့ဆိုတော့လာခဲ့တဲ့လမ်းကျော်ပြောရှေ့သွားမယ်လမ်းကျော်ပြောပြီးတော့ဒါဆိုရင်အရှင်ဘုရားရှေ့ခရီးကြွမယ်ဆိုတော့မနဲ့စောအာယုအာဟာရလိုတာပေါ့ဗျာဒီတော့ရှေ့ခရီးကြွနိုင်ဖို့ရအတွက်အာဟာရတပည့်တော်လှူပါရစေဆွမ်းလှူပါရစေလို့လျှောက်တော့ကိုတော်ကဘာမှမပြောဘူးငြိမ့်နေတာကိုကျောင်းတော်ကလက်ခံတယ်လို့သဘောပေါက်ပြီးနှောင့်ယှက်ဖြစ်မှာဆိုတော့ဥချပြီးဇရပ်ဘောကဆင်းကျောင်းအပြင်ရောက်တော့မှအာဂန္တုကိုတော်ကငါလည်းသိတာမဟုတ်ဘူးငါအိမ်လည်းရောက်ဘူးတာမဟုတ်ဒီရွာလည်းပဲအိမ်ဆုံးလောင်းတယ်ဆိုတာလည်းသိတာမဟုတ်ပြီးတော့ပင်ပန်းရောမယ်အဲ့ဒါနဲ့ကျောင်းထဲပြန်ဝင်ပြီးကျောင်းဘုန်းကြီးတက်ပြီးတော့ဥချလျှောက်ဘုန်းကြီးဗျာတပည့်တော်အာဂန္တုကိုတော်မနဲ့ခရီးဆက်ဖို့အာဟာရလိုအာဟာရလှူခြင်းလို့ပင်းခဲ့တယ်အဲ့ဒါအာဂန္တုကိုတော်ကတပည့်တော်အိမ်မသိဘူးအဲ့ဒါအရှင်ဘုရားကပဲဥဆောင်ပြီးခေါ်ကြွခဲ့ပါအရှင်ဘုရားကိုလည်းပင့်ပါတယ်လို့ဒီလိုလျှောက်ပြီးဥချကျောင်းတော်ကပြန်ရောကျောင်းဘုန်းကြီးကဘာစဉ်းစားဒီကျောင်းတက်ကြီးရဲ့အကြီးအကဲဆရာကဘယ်သူလဲငါပဲငါအရင်မလျှောက်ဘဲနဲ့အခုမှဘယ်ရလာမှမသိတာအာဂန္တုဆုံးပင့်ပြီးမှငါလာပြီးပင့်ခတ်ပြီးတော့အာဂန္တုကိုတော့ခေါ်ပြီးကြွရအောင်မယ်တဲ့ကောင်းစိတ်လားမကောင်းစိတ်လားဘာစိတ်လဲအဲ့ဒီမကောင်းတဲ့စိတ်တွေဟာရင်တွင်းဖြစ်ပြီးကြီးထွားပြီးတော့ပရိသတ်ရဲ့ဘုန်းကြီးတညာလုံးကောင်းကောင်းကြည့်မပြောဘူးဒီအာဂန္တုကိုငါခေါ်ပြီးသွားရမယ်တဲ့စသဖြင့်ပေါ့လေဘုန်းကြီးမှာကြီးညိုစရာတစ်ခုရှိတယ်ဘာလဲဆိုတော့မနဲ့စောပရိသတ်ရဲ့အရုံတက်မှာအုံမောင်းခောက်တာအုံမောင်းလို့လည်းခေါ်တယ်သစ်စီလို့လည်းခေါ်တယ်တုံးလို့လည်းခေါ်တယ်ပေါ့ဗျာတိုင်းတိုင်းထုတ်တင်ပြီးတော့ချိတ်ဆွဲပြီးပရိသတ်ရဲ့သစ်ကိုခြီထားတာခလဲထွင်းပြီးတော့ဓာတ်တယ်အဲ့ဒါကိုတုံးသစ်စီအုံမောင်းအဲ့ဒီဘုန်းကြီးကအမြဲတမ်းဒီအုံမောင်းကိုကုသိုလ်ဝတ်တကုထားပြီးတော့ပရိသတ်ကြီးခောက်တာအဲ့ဒီနေ့မနဲ့ကြတော့အုံမောင်းခောက်မယ်ဆိုတော့တင်းမုတ်မဟုတ်ဘူးအုံမောင်းခောက်တယ်ဆိုတာကဘုန်းကြီးတို့ပရိသတ်ကြီးလက်ထိုးတာခလဲကောင်သိမ့်ပြီးတော့အဝနှစ်ခုကျဲထားပြီးလက်နှစ်ဘက်ကံပြီးဒီလိုထိုးတာအဲ့ဒီအုံမောင်းထိုးတဲ့အတန်နဲ့ထိုးမယ်လို့ရွယ်ပြီးတော့
ဘာစဉ်းစားလိုက်ကြလဲဆိုတော့ငါဒါကြီးထိုးလိုက်လို့အတန်မြည်သွားရင်အာဂန္တုကိုတော့နို့ထလိုက်ရင်ခက်ရဲ့ဟောလောက်ပြီဒါတွေခမည်းတော်မဖြစ်ဘူးအဲ့တော့နိုးပြီးလိုက်လာရင်ခက်ရဲ့လိုက်လာလို့ကျောင်းတကာကကြီးညိုပြီးတော့ကျောင်းတိုက်တဲ့ပင့်ထားရင်ဒုက္ခဒီလိုကိုဗျအဲ့ဒါနဲ့ဘာလို့လဲဆိုတော့အုံမောင်ထိုးတာအောက်ပြန်ချပြီးတော့မထိုးဘူးလားဆိုတော့ထိုးတယ်တဲ့ဘာနဲ့ထိုးဘာနဲ့ခောက်တယ်လဲဆိုတော့ဟောဘာနဲ့ခောက်ပြောဘာနဲ့ခောက်တယ်လက်သေးလေးနဲ့ခောက်လို့မခောက်ဘူးလားမေးတော့ဘိုးမပြတ်ဘူးလက်သေးလေးနဲ့ခောက်တာခောက်ရပြည့်ပြီဆိုတော့ဟိုကြောကြီးဒီကြောကြီးကိုတော်များနိုးလိုက်လာမလားဗောနောက်ဆုံးအရေးအချင်းမမြင်တော့ဘုန်းကြီးတို့ပရိသတ်ကြီးအဲ့ဒါကြောင်းတကအိမ်ကြွတယ်တဲ့ဟိုအာဂန္တုကိုတော်ကလက်သေးနဲ့အုံမောင်ခောက်တာကိုကြားတယ်သိတယ်ဩငါအတွဲနဲ့သူအကုသိုလ်တွေဖြစ်နေပြီဒီအကုသိုလ်တွေဟာငါကိုမြင်ရင်တွေ့ရင်ပိုကြီးထွားပြီးတော့ပိုပြီးဘဝတန်တရာမြုပ်ဝကြီးရဲ့ဆိုပြီးတော့ပရိသတ်ကြီးဘာလုပ်တယ်လဲကိုတော်ကြီးအိမ်ကြွအိမ်ရောက်တဲ့အခါကျတော့ကျောင်းတကာကအာဂန္တုလိုရင်ထားပင်တော့ဘုန်းကြီးမြင်တော့ဟိုကြီးဒီကြီးကျောင်းတကာဘာကြည့်တာမင်းကအာဂန္တုကိုတော့မတွေ့လို့ဗျမလေးမင်းဘုန်းကြီးအပြည့်ငါတုံးကောက်တာတော့မနိုးဘူးသူမလာတာနဲ့ငါထလာတာပြီးမှမင်းအမင်းသဘောပဲဟောမဟုတ်ပြုတ်ပြီးလျှောက်ပြောအဲ့တော့ကျောင်းတကာကလည်းကဲလေပြီးတော့မှသွားပြီးတော့လှူတာပေါ့ဆိုပြီးတော့ကျောင်းဘုန်းကြီးဆွနေပါလေကကျောင်းဘုန်းကြီးကလည်းစကားတွေပြောပေါ်ဗျာအဲ့ဒါအာဂန္တုကိုယ်တော်ကတော့ဒီတဲ့အကုသိုလ်ကြီးရင်ဒီတဲ့သူ့ဘဝကြီးပျက်စီးရန်ရောမယ်ဆိုပြီးတော့ဘုန်းကြီးတို့ပရိသတ်ကြီးနေလေးအထွက်မှာဇေယျပေါ်ကဆင်းပြီးတော့ကွင်းပြင်မှာခြေစုံရက်ပြီးတော့ကောင်းကင်ပြန်တွက်ခြေခရီးဆက်ပြီးကျောင်းဘုန်းကြီးကလည်းဆုံးကိစ္စပြီးတော့ကျောင်းပြန်လာကျောင်းရောက်တဲ့အခါကျတော့ကျောင်းကြီးပေါ်မတက်ဘဲနဲ့ဇေယျစီသွားဟိုကြီးဒီကြီးအာဂန္တုကိုတော့မရှိတော့အဲ့ဒါမှကျောင်းသားကိုရင်တွေခေါ်ပြီးတော့ဟာမင်းညဒီပေါ်မှာဘုန်းကြီးတစ်ပါးနေတာမင်းတို့မတွေ့ဘူးလားညတပည့်တော်တို့အိတ်လို့မသိဘူးဖေ။မနေ့စောစောဘုန်းကြီးကြွသွားတော့တုံးခေါက်ပြီးဘုန်းကြီးကြွသွားပြီးမကြဘူးအဲ့ဒီပေါ်ကကိုတော်ကြီးတစ်ပါးဆင်းလာပြီးတော့ဒီကွင်းပြင်ဒီနေရာမှာပဲအပေါ်ကိုတက်သွားတာတက်ပြီးတော့ဟိုတောင်ထဲကြွသွားတာတပည့်တော်တို့မြင်လိုက်တယ်ဆိုတော့အဲ့ဒါမှဘုန်းကြီးကကောင်းကင်မော့ကြည့်ပြီးအဲ့ဒါမှသတိဝင်လာငါတော့သွားပြီဟုတ်ပြီလားငါတော့မှားပြီတွေ့ရခဲ့တဲ့ဒီလိုပုဂ္ဂိုလ်မျိုးပေါ့ငါဟာမကောင်းစိတ်တွေနဲ့မိစ္ဆရိယတွေနှိပ်ဆက်ပြီးတော့ရန်လိုမှုတွေတားမြစ်မှုတွေလုပ်ခဲ့တာငါတော့မှားပြီအဲ့ဒါမှပရိသတ်ကြီးတောင်းပန်မဲ့လို့ဟိုကြီးဒီကြီးဟိုရှာဒီရှာလက်ခံမဲ့သူကအဲ့ဒါကြောက်ဖို့ကောင်းတာဒါကြောင့်ကိုလူတွေမိဘအပေါ်မှာမှားခဲ့တာတွေရှိစဉ်မှာတောင်းပန်ဖို့ဝန်မလေးကြပါနဲ့နော်အဲ့ဒါတောင်းပန်ဖို့လက်ခံမဲ့သူကမရှိတော့အဲ့ဒီစိတ်တည်နဲ့ပရိသတ်ကြီးစာမဝင်အိမ်မပြောစိတ်ထောင်းတော့ဟာဘာကြမလဲဗျာပြန်တော်မူတော့တာပြန်တော်မူတော့အထက်သွားမှာလားအောက်သွားမှာလားဘာဘူးလို့မေစရိယရောက်ဒီလိုနော်ပြီးတော့ခမည်းတော်ကဘုန်းကြီးပြန်တိုင်းကရဝိတ်တွေလောင်တတ်တွေအေမန္တတ်တွေနဲ့ဟောမှာအေးရင်ကျူးတဲ့မင်းသမီးကဘာဆိုနတ်ပြေသို့ကြွာသွားဟိုကဘယ်သွားလို့သွားမှာမသိစွတ်ပြီးတော့နတ်ပြည်ကြွာခိုင်းပြုံးမယ်တို့ဝက်လက်နယ်ထဲမှာစမွန်းဆိုတဲ့ရွာကြီးရှိတယ်ရဘူးမယ်နော်ရွှေကျင်သာသနာပိုင်ပေါ်ခဲ့တဲ့ရွာကြီးအဲ့ဒီစမွန်းရွာမှာ
ဆရာကြီးကသာတပေတာအကျင့်အလွန်မြင့်မြတ်တဲ့ဆရာကြီးတစ်ပါးတပည့်တွေကလည်းသာတပေတာအနေထိုင်တော်တယ်ကြည့်တယ်ပဲရွာတွေကဘုန်းကြီးမရှိရင်ဆရာကြီးကြီးလာပြီးတော့ကိုးကွယ်ဖို့ဘုန်းကြီးအစားတောင်းတနေ့ကျတော့အင်ကြီး1000ကျော်လောက်ရှိတဲ့ရွာကြီးရွာတကာတော်မတွေကလည်းသရတရားကောင်းအလှူဒန်းတွေကလည်းများအဲ့ဒါကြောင့်မှဘုန်းကြီးမရှိတော့သမုန်းဆရာကြီးကြီးလာပြီးဘုန်းကြီးတစ်ပါးတောင်းတော့ဆရာကြီးကစဉ်းစားငါအသက်ရွယ်ကြီးပြီဆရာကြီးဝေယဝိဆလုံနေတာဘယ်သူလဲလို့ဆိုတော့ဥကုသလဆရာကြီးပေါ်မှာတော့တောင်းသိကြည်တဲ့ပုဂ္ဂိုလ်မနဲ့ညပေါ့လေဒါပေမဲ့သူ့ရဲ့နေပုံထိုင်ပုံပြောဖို့ပြောဟန်ဆရာကြီးကမကြိုက်ဘူးမကြိုက်ပေမဲ့ပရိသတ်ကြီးကျေးဇူးတွေများတော့မပြောရအဲ့ဒါတနေ့ကျတော့ခုနအင်ကြီး1000ရွာကြီးကဘုန်းကြီးမရှိလို့လာပင်းတော့ဩငါအသက်ကြီးပြီငါမရှိတဲ့နောက်ငါနေရသူနဲ့တော့မတန်ဘူးတော့ကြနေရကောင်းမရရှိရောမယ်ဆိုပြီးတော့ဥပုသလာကြီးထဲပါရဲ့ဒါတော့ဆရာကြီးကပြေးလိုက်တဲ့ဘုန်းကြီးဆိုတော့များများနိုးနိုးပေါ်ဗျာရွှေဘုံတော်တို့ရွှေမိုးတွေရွာအိုးစီတွေဘုံပေါင်းတွေတခန္ဓနာပင့်ပြီးသွားဟိုရောက်တော့လဲလှူလိုက်ကြတာသူတို့ရွာကမဆဲဘူးဘုန်းကြီးကအဲ့ဒါနဲ့တည်းမတင်းတယ်3-4နှစ်လောက်နေတော့အရင်ဘုန်းကြီးစိုက်ထားသွားတဲ့လက်ကောက်ဝိုးလောက်ရှိတဲ့သနခါပင်တွေခုတ်ရောက်ပါရောမျိုးတွေတွေ့ဘုန်းကြီးတွေနှိမ့်ချက်တာအမျိုးပဲအဲ့တော့အဲ့ဒီကနေပြီးတော့နောက်တော့ဘုန်းကြီးတို့ပြိဿလူမှုစီးပွားတွေပါသနခါပင်တွေကုန်ပြီမလောက်သေးတော့ဘာလုပ်လို့ဆိုကျောင်းပတ်လည်းမှထမ်းပင်ကလည်းပဲ900 800လောက်ရှိတယ်အဲ့ဒါထမ်းတဲ့ခိုင်းဖရေဖောဖရေရောင်းထညက်ချက်ရောင်းနောက်ဆုံးထလက်ပါရောင်းနောက်ဆုံးထမ်းပင်လည်းပြီးထမ်းသားပါရောင်းလို့ရောမကြဘူးပရိသတ်ကြီး5 6နှစ်ဥပုသလာကြီးပြန်တော်မူပါပြန်တော်မူတော့ဆရာကြီးအကြောင်းကြားကျေးဇူးများတဲ့တပည့်ကျေးဇူးရှိတော့ကိုယ်တိုင်ကြိုးစားကြွပြီးတော့ဇာဗနာမှာအပူဇော်ခံထိုင်စီမံဟာရွာကတော့သူတို့ဘုန်းကြီးတကယ်ဖရာပဲတခန္ဓနာကြီးအကြီးအကျယ်ပရိသတ်ကြီးဘုန်းကြီးပြန်ပွဲကင်ကြီးချတောင်လေးတောင်မှာစမ်းကျောင်းမန္တဣမန္တတိချကရဝိတ်တေယောခရကောင်းဘဝဧကမန္တယောနောက်လိုက်ပြတ်သတ္တိယောသိုင်းနေတာတွေရောပေါ့ဗျာတွေ့ဘူးတယ်မို့လားခုဒီနောက်ပိုင်းတော့တဲမတွေ့ရတော့အဲ့ဒီလိုကြီးကျယ်ခန္ဓာမှုတွေလုံးပြီးတော့ယုတ်ကလသကြိုဖို့တဏ္ဍခါတုံးတွေကဘုန်းကြီးတို့ပြိဿကြီးလူလက်ကုတ်လက်တပြန်ကြော်တဲ့ဆိုပဲအဲ့ဒါတဏ္ဍခါအစစ်တွေကြီးတဲ့မိချို့ဖို့ချင်းပုံအပေါ်ကလည်းပဲဘုန်းကြီးတို့ပြိဿကြီးငှက်ချီးကအဲ့ဒီချင်းပုံပေါ်ငှက်ဖြတ်လို့ပြန်အောင်ချီးမကြလေးဘက်ကဝါပင်အစိမ့်4တိုင်စိုက်ပြီးတော့အဲ့ဒါမှာငှက်ချီးကဆွဲပြီးတော့တခန္ဓနာယာသမတိကာလို့အဲ့ဒါယုတ်ကလကိုပရိသတ်ကြီးနောက်ဆုံးမိသိညိုကိုထင်းပုံပေါ်တင်တော့မယ်ဆိုတော့ရွာသူရွာသားတွေတခန္ဓနာကြီးမပြီးတော့ထင်းပုံကိုပတ်လေပရိသတ်ကြီးလှဲ့ပြီးတော့မှပရိသတ်ကြီးခြေတိုက်ဆရာကြီးကရက်ကြီးဟဲ့ဘာလုပ်ကြတာတော့ထင်းပုံပေါ်တင်မိမတကြိုပဲနဲ့ဘာလုပ်ကြတာတော့ဆိုတော့အဲ့ဒါမှသူတို့လုပ်ကြတဲ့အကြောင်းလေးပြောတော့ဩတကားကြီးကုသလတော်တော်ကြည်ညိုကြတယ်နော်အဲ့တော့မင်းတို့ပင်မခံလုံးမလို့ပါနဲ့ကွယ်တဲ့အခေါင်းပွင့်ပြီးမှောက်ချဒုသာနာနာတိပေးလိုက်သူ့ဟာသူရက်ဝင်သွားလိမ့်မယ်သမွန်းဆရာကြီးပြောတာနော်ကျုပ်ပြောတာမဟုတ်ဘူးဒါကြောင့်မောစေကြဘုန်းကြီးတွေပြပြောသွားတယ်ဖြစ်ဦးမယ်အဲ့ဒါဘုန်းကြီးတို့ပရိသတ်ကြီးအဲ့ဒီလိုနဲ့4 ငလလောက်နေတော့ဆရာကြီးသတင်းသုံးနဲ့
စမုံကြောင်းတဲ့ကသစ်ပင်ကြီးတွေအဲ့ဒီသစ်ပင်ကြီးတွေအောက်မှာဈဉ္ညာရှိတယ်ထိုင်တဲ့ခုံတွေရိုက်အသေးရိုက်ထားတဲ့ခုံတွေရှိတယ်ကျောင်းတော်ကြီးရဲ့မြောက်ပေါက်နဲ့မလှမ်းမကန်းကသေရပင်အောက်ကထိုင်ကုန်ပေါ်မှာဆရာကြီးကလည်းမနဲ့စောစောနေအထွက်လေးနေသာလုံရင်းနဲ့ရွတ်เสียကြီးတာတွေရွတ်ဖတ်နေတဲ့ချိန်ပေါ့ဗျာရွာတဲ့ကတကားတွေကတောတဲ့တောင်ရလှုပ်ဖို့မိသားစုတွေလဲနေအထွက်လဲနောက်မှာပြိဿရဲ့လဲတိုင်ကိုချီးပြီးတော့နွားသားမိလေးပါလာနွားပေါက်နှစ်ထိန်းလေးအဲ့တော့ပါလာကျောင်းမြောက်ပေါက်ကအဖြတ်မှာအဲ့ဒီနွားပေါက်စားလေးကကျောင်းပေါက်လည်းရောက်တော့ကျောင်းထဲဝင်ပြေးလာတဲ့ပြီးတော့ဘာလို့လဲဆိုတော့ဆရာကြီးနန်းရောက်လာတော့ခြေထောက်တွေလက်တွေရက်တာပြိဿကြီးနောက်တော့သူ့အမေကလည်းလှဲကိုအတင်းဆောင်ဆွဲပြီးတော့ကျိုးဖြတ်ပြီးရောက်လာဆရာကြီးနန်းရောက်လာတော့ရန်တော့မမှုပါဘူးအဲ့ဒါတရက်မဟုတ်ဘူး2ရက်3ရက်လောက်ကြာတော့ဆရာကြီးကဟဲ့ဒီကောင်ငါနဲ့အကြောင်းမကင်းဘူးဒီကောင်ဘာသူလဲသူ့တကားတွေလည်းစဉ်းစားဒီကောင်ဘာသူလဲဘာသူဖြစ်နိုင်တယ်လဲစဉ်းစားရင်နဲ့နောက်ဆုံးဥကုသလကြီးသရိယဥကုသလကြီးအနေထိုင်နေကြည့်ပြီးတော့ဒီကောင်ကုသလကြီးမြန်ဖြစ်နေမလားဆရာကကုသလကြီးမြန်ဖြစ်နေမလားပေါ့အဲ့ဒါနောက်နေကြတော့ဒီလိုပဲဒီနွားလေးကလာကြောင်းနဲ့ရောက်သားမိနေရောက်မြက်တွေစားနေတော့ဆရာကြီးကလှမ်းអော်လိုက်တယ်ဟဲ့ကုသလလို့ခေါ်လိုက်တော့အဲ့ဒီနွားလေးကကဆုံပေါက်ပြေးလာပြီးတော့ဆရာကြီးရင်ဝင်တဲ့ခေါင်းလေးထိုးတယ်တဲ့အဲ့ဒီမှာခေါင်းလေးပုတ်ပြီးတော့သေချာပါပြီဒီကောင်ကုသလကြီးပဲဖြစ်မှဖြစ်ရလေဟဲ့စိတ်မကောင်းတရိစ္ဆာန်ဖြစ်ပြီးလူပြန်ဖြစ်ဖို့မလွယ်ဘူးဟုတ်ပြီလားဒါကြောင့်ဘုန်းကြီးတို့ပရိသတ်ကြီးကလပဘုရားသာသနာနောက်ပိုင်းကတကိုးကြီးဘုန်းကြီးပိဋကကျွမ်းကျင်တဲ့ဘုန်းကြီးဟာအာဂန္တုအပေါ်မှာလာဘမေစရိယနော်ကုလဒဂါဒဂမမေစရိယအဲ့ဒီမေစရိယတွေဖြစ်ပြီးတော့အောက်ဆင်းသွားလိုက်တာဘုန်းကြီးတို့ဂေါရမဘုရားလက်ထက်ရောက်တော့အင်ကြီး1000လောက်ရှိတဲ့အလွန်ဆင်းရဲနှုံချတဲ့စန္ဒာလခေါ်တဲ့သရောင်းစားရွာကြီးမှာလူဖြစ်တယ်တဲ့ခတ္တိယဗျမနာသစ္ထိဝိသသုဒ္ဓအဲ့ဒီသုဒ္ဓတွေကရာဇကတောင်းရန်စားတဲ့အမျိုးတွေအဲ့ဒီရွာကြီးမှာပရိသန္တိနေလိုက်တော့အဲ့ဒီနေ့ကစပြီးအဲ့ဒီရွာကြီးတောင်းမရဘူးတဲ့ကြည့်နော်1ရက်မရ2ရက်3ရက်ကြတော့ရွာရဲ့အကြီးအကဲလုပ်တဲ့ပုဂ္ဂိုလ်တွေကဟာတို့ရွာတို့တဲ့ဆိုးတဲ့ကောင်တော့ရောက်နေပြီတရွာလုံးတောင်းရမရဘူးဒီတိုင်းဆိုဒုက္ခကြီးကျယ်ရောက်ပြီအဲ့တော့ရွာထဲရှာကြဆိုလိုက်ရှာဘယ်တွေ့မှာတော့ဟိုကဘိုက်ထဲမှာဟာဒီတိုင်းတော့မဖြစ်ဘူးဆိုပြီးတော့1000ရှိတဲ့ရွာကြီးကိုထက်ချမ်းချမ်းလိုက်တာတစ်ဖက်900သူပါသွားတဲ့ဘက်ကတောင်းရမရဘူးမပါတဲ့ဘက်ကတောင်းရစားเสียဖြစ်အဲ့တော့ဘာပြောကြဟာတို့တဲ့အကုသိုလ်ကြီးတဲ့ကောင်မြောက်ပိုင်းပါသွားပြီဟာမြောက်ပိုင်းကလူတွေကလည်းတရားတောင်းကြည့်မရတော့ဟာဒီကောင်တို့ဘက်ရောက်အဲ့ဒီမှာခွဲချိုက်တာနောက်ဆုံးသူ့မိသားစုတစုပဲကြံအမေကတော့ပြိဿကြီးဘယ်ပြည့်ရမလဲကိုယ်ဝန်ရလာရင့်မာလာတော့အဖေလုံးတဲ့လူကမိမကြီးမင်းပိုက်တဲ့ကောင်တော့အာကုသို့တို့တဲ့ကြီးတယ်ငါတော့သူ့တာမခံနိုင်တော့မင်းမင်းသာဖြည့်ရှင်းရောဆိုပြည့်ရောအဲ့တော့မင်းကလေးကတော့သားလွယ်ပြီးမွေးဖွားခြင်းရမွေးဖွားပြောကြပါလို့အဲ့ဒီကလေးလေးပွေးပြီးတော့စားစရာတောင်းမရဘူးမဟုတ်ဘူးရတယ်တလုံးလောက်စားပြီးနောက်တစ်လုံးနှိုက်မယ်လို့တော့ဇလုံးလည်းမရှိတော့ခွက်တည်းမရှိတော့အဲ့ဒါဘု து ကြောင့်ခလေးကြောင့်အဲ့ဒီခလေးကဘသူလဲလို့ဆိုတော့ခုနတုံးကိုလက်သေးနဲ့ခောက်တဲ့ကိုတော့သူများမဟုတ်ဘူး
နော်အဲ့တော့အမေလို့တဲ့လူကလည်းသူသားဆုံးလေးနဲ့အရွယ်လေးတောင်းတရန်တာပြောတတ်တဲ့အရွယ်လေးငါသားပြောခွက်ဒီလိုပြောဒီလိုဆိုဒီလိုတောင်းဆိုပြီးတော့ကိုယ့်ဟာကိုယ်ရှာစားနေအောင်လုပ်ရမယ်ဆိုပြီးသင်ပြပြီးတော့အဲ့တော့ခလေးကရှိကသွားနောက်ကနေလက်ရင်းကနေကလေးကလည်းအမေပါမပါလှဲ့ကြည့်အလေးချိုးွေတခုကြတော့အမေကလည်းဝေတဲ့ဝင်သွားပြီးငါသားရေမင်းတန်တော့အမေလည်းမခံနိုင်တော့ဘူးဘာလုပ်ထားခဲ့ပြစ်ထားခဲ့ပါရောဟာကလေးမှအမေပြောက်လို့ငိုးရုပ်ပြီးဟိုရှာဒီရှာမတွေ့အဲ့ဒီအချိန်ဘာတွေ့လဲဆိုတော့ရှင်သာရိပုတ္တရာကြီးကလည်းသင်္ကန်းယုံသပိတ်ပွေပြီးတော့ဘာလုပ်တာသာဝတိမျိုးတဲ့ဆုံးကံဝင်လာပါရောရှင်သာရိပုတ္တရာကြီးလက်ထက်မှာဘာပါလဲသပိတ်တော့ရဟန်းများကြိုင်တော့သပိတ်လို့ပြောရမှာပေါ့အဖုံးမပါဘူးခွက်ပဲအဲ့တော့အဲ့ဒါလေးလက်လက်ဘက်ကြိုင်ပြီးတော့သာဝတိမျိုးတဲ့လမ်းလျှောက်လာတော့ကလေးကကြည့်လိုက်ဟာငါလိုတောင်းတဲ့လူကြီးလာပြီသူကလည်းအားကိုမရှိတော့အဲ့ဒါရှင်သာရိပုတ္တရာရဲ့နောက်ကနေကပ်ပြီးအားကိုလိုက်လာတာပေါ့ဗျာသူနောက်ကပါလာတာရှင်သာရိပုတ္တရာသိတယ်ရှင်သာရိပုတ္တရာကလေးတွေကိုငဲ့ညာတတ်တယ်စောင့်ရှောက်တတ်အားကိုမဲ့တွေသားဆောင်ရှောက်သေးအဲ့ဒါသာဝတိမျိုးတဲ့နောက်ကကလေးလေးနဲ့အရှိကနေအနောက်ကနေအရှိတောင်ကနေမြောက်ကနေတောင်လိုးလာတုံးကောက်ဆုံးကံကြွတယ်တဲ့12နာရီထိုးဖို့နေလာပြီဆွန်းတစေးမှမရအဲ့ဒါမှရှင်သာရိပုတ္တရာကြီးရက်ပြီးစဉ်းစားတယ်နတ်တွေများနှောက်ရှက်လို့ဆုံးမရကြလားအတိတ်ကငါပြုခဲ့တဲ့အကုသိုလ်တွေများအကျိုးပေးလို့ဆုံးမရသလားကြည့်လိုက်တော့ဘာအကြောင်းကြောင့်မှမဟုတ်ဘူးဒါဖြင့်ဘာကြောင့်ဖြစ်တာလဲလို့ကြည့်လိုက်တော့မှဟာနောက်ကကောင်တော်တော်အကုသိုလ်ကြီးတဲ့ကောင်ပဲသူပန်းလာလို့ငါလည်းပြောဘယ်မထေကြီးလဲသာသနာမှာတကယ်ဘုရားပြီးရင်လက်ရနံပါတ်1ကိုတော့နော်အဲ့ဒါဘုန်းကြီးတို့ပြိဿရှင်သာရိပုတ္တရာကြီးတော်ဆုံးမရဘူးကြီးလောက်ကြတပည့်မွေးတယ်နော်တငယ်ချင်းဆိုခင်ပြီးတော့သူနဲ့လိုက်သွားသူကအကုသိုလ်ကြီးလို့ကားမောက်တော့သေးသူနဲ့လိုက်ပြီးလို့ကိုကဒူးကျိုးဒီလိုဟာမျိုးတွေတပုံကြီးကံပိုင်းဆိုင်ရာကိုဖောက်ထွင်းပြီးတော့မြင်နိုင်အောင်သိနိုင်အောင်ကြိုးစားဖို့လိုတယ်နော်အဲ့ဒါမှရှင်သာရိပုတ္တရာဟာဒီတိုင်းဆိုရင်တော့နှစ်ယောက်သလုံးငတ်တော့မှာပဲကဲလူလေးလာဆိုခေါ်သွားပြီးတော့ကြောင်းကြတော့သစ်ပင်အောက်သစ်ပင်တပင်အောက်ကဲလူလေးမင်းဒီမှာခွန်းနဲ့ထိုင်းနေငါမျိုးရဲသွားရှာလိုက်အောင်မယ်ဆိုပြီးတော့မျိုးရဲသွားဆုံးခံကြခွန်းနဲ့အိမ်နဲ့သပိတ်ရှံကြောင်းပြန်ရောက်တော့အဲ့ဒီကလေးရှိတဲ့သစ်ပင်အောက်သွားလူလေးခွက်ပေးဆိုပြီးသပိတ်ထက်ကစားစရာတွေအပြည့်အမောက်ထဲပြီးပေးကိုင်စားပြဆိုပြစ်ထားခဲ့ခလေးကပရိသတ်ကြီးခွက်ထဲနှိုက်ပြီးတော့စားလိုက်တာတလုတ်တော့ပါဇက်ထဲရောက်သွားတယ်နောက်တလုတ်နှိုက်မယ်လို့တော့ခွက်ထဲမှာဘာမှကိုမရှိတော့သိကြောက်ဖို့ကောင်းတယ်နော်ဒါပုံမြင်ဌာနကြီးမဟုတ်ဘူးအဲ့တော့ရှင်သာရိပုတ္တရာကိုတော်ကြီးကတော့သူအဲ့လိုပဲကြွေးနေတာပဲနောက်တော့ရှင်သာရိပုတ္တရာကြီးကဘာပြောကိုရင်ကိုယ့်ဟာကိုရှာစားတော့တို့လည်းခီးတွေရှိသေးတယ်ဖယားနောက်လဲရသေးတယ်ဆိုပြီးတော့အဲ့ဒါမှကိုယ့်ဟာကိုရှာစားဆွန်းတော်ရပါရဲ့အစားမဲ့နေရာရောက်၌တလုံးစားနောက်တလုံး၌မရှိတော့အဲ့ဒီလိုအဖြစ်တွေနဲ့ယုံပြီးတော့ပြောကြစို့ဗျာကိုရင်ကနေယဟန်ဖြစ်တော့လည်းဒီဖြစ်တွေနဲ့တနေ့ရှင်သာရိပုတ္တရာကိုတော်ကြီးကအဲ့ဒီကိုတော်ကိုကြည့်လိုက်တော့ဟာဖြစ်မှဖြစ်ရတယ်အသားကမရှိတော့လက်မောင်းလည်းပဲကျွတ်သားမရှိတော့ဘူးပေါင်းနေခြေကလုံးတွေလည်းမရှိတော့ဘူးနံရိုးအပြိုင်ပြိုင်နဲ့အယိုးစုကိုအပေါ်ကအရေးဖုံးထားသလိုဖြစ်နေဘယ်လိုဖြစ်ပါလိမ့်မလဲငါလည်းပေးပါရဲ့
ကြည့်လိုက်တော့မှဘုန်းကြီးတို့ပြိဿကြီးကျွေးပေးပေမဲ့တလုံးစားပြီးရင်ပျောက်သွားတာဘယ်လိုအကုသိုလ်ပါလိမ့်မလဲလို့ဆင်ခြင်လိုက်တော့ကတ္တဗဘုရားသာသနာနောက်ဖြတ်စာတတ်ပေတတ်ဘုံကြီးတက္ကရာကမပေါ်ပေမဲ့လာတဲ့အာဂန္တုအပေါ်ဘာဖြစ်တာအဲ့လောက်ဖြစ်ပြီးတော့အဲ့ဒါရင်ထဲမှာခြေဖြောက်သွားရင်ကောင်းတယ်မခြေဖြောက်ဘဲနဲ့နောက်ဆုံးဘာလုပ်တာလက်ပဲနဲ့တုံးခောက်တာနော်အာမင်းဘုန်းကြီးအပြင်ငါတုံးခောက်တာတော့မနိုးဘူးအဲ့ဒါနဲ့ငါလည်းပြစ်ထားခဲ့တာဟောဘာကံတွေလဲကာယကံပြစ်ထားခဲ့တာဝစီကံကံမြောက်သွားတာအဲ့တော့ကံမြောက်သွားလို့မှားလို့မှားမှန်သည်တောင်းမှန်ရင်ပရိသတ်ရဲ့လွတ်အောင်ပဲတောင်းမှန်ခြင်းလို့ရှားတော့တောင်းမှန်စရာကအဲ့ဒါခံရော့ပဲကံမိုက်ဆရာလေးတွေနှုတယ်နော်အဲ့တော့ဘုန်းကြီးတို့ပရိသတ်ရဲ့နောက်ဆုံးရှင်သာရိပုတ္တရာကိုတော့ဆုံးမဝဘူးအသားပေါ်အယိုးပေါ်အရေးတွေပြိုင်ပြင်းတဲသွားပြီဒါဖြင့်နေသားမအောင်ယဟန်ဝိနဲ့ရှိဘူးခဲ့တဲ့ကုသိုလ်တွေရှိတယ်အဲ့ဒီကုသိုလ်တွေကကောအကျိုးမပေးဘူးလားလို့ကြည့်လိုက်တော့ဟဲသူဟာဒီဘဝယဟန္တာဖြစ်မဲ့ပုဂ္ဂိုလ်ပဲကြည့်နော်ဘာဖြစ်မဲ့အဲ့တော့ဘာဖြစ်လို့ယဟန္တာမဖြစ်တာလဲမေးတော့အာဟာရတ္တချို့လို့ဘာဖြစ်လို့အာဟာရတ္တမပြည့်စုံရင်လည်းမဲ့ဖို့နိဗ္ဗာန်ရဖို့ဘုန်းကြီးတို့ပရိသတ်ရဲ့အခက်အခဲရှိတယ်ဆိုတာသဘောပေါက်ပါယနေ့ဓမ္မရိပ်သာတွေယောဂီတွေဇေယိမ်ငိမ့်ဆိုပြီးမကြွေးဘူးလားမစားကြဘူးလားစားတဲ့နေရာမှာပရိသတ်ရဲ့ပါပြောမဲအိမ်သာမျိုးမစားရဘူးတော့ဒီကဟင်းကောင်းနေတော့ဟောဆိုပြီးတော့ပရိသတ်ကြီးတွန်းတွေ့တာပဲဘိုက်ကိုကသွားလေးသွားအောင်တွေ့တာပဲပြီးတော့ဟိုကအုံမောင်းခောက်ပြီးအိတ်တော်အိတ်လိုက်တယ်အိတ်တာကမဝအုံမောင်းခောက်လို့ပရိသတ်ကြီးဓမ္မသာလာတဲ့တရားထိုင်ကြတော့တရားမှတ်သလားငိုက်တာလားမေးတော့ဘာဖြစ်တယ်သတ္တရောပိသအာလောပိအဗုဒ္ဓဝါဥဒကံပိဝေဓမ္မကိုအာထုတ်တဲ့ဓမ္မယောဂီသည်စားတဲ့နေရာမှာလေးလုံးငါးလုံးရှောင်ပြီးတော့အဲ့ဒီလေးလုံးငါးလုံးစာရေသောက်ရမယ်တဲ့ဘာလို့ရမလဲရေသောက်လိုက်တော့အစာအိမ်ထဲမှာအစာနဲ့ရေနဲ့ပျော်ပြီးတော့လေရှူလိုက်ရင်အစာအိမ်နာယကကော်စောအမိတ်ဒီကားလာတယ်အဲ့ဒီကော်စောအမိတ်တွေကတစ်ခုနဲ့တစ်ခုရိုက်ခတ်ပြီးတော့အစာကိုကျိတ်ချေတာအဲ့တော့အစာနဲ့ရေနဲ့ပရိသတ်ကြီးရောနေတော့သွက်သွက်ကျိတ်ချေလို့ရတယ်အစာကြီးကြက်နေလို့ရှိရင်ကျိတ်ချေလို့ဒါကြောင့်အသက်ရှည်ခြင်းရင်တရားရတာမရတာဒါအသက်ရှည်ခြင်းရင်စားတဲ့အခါရောလေးလုံးငါးလုံးချော့စားကြပါချော့စားပြီးပါလို့ကျို့တို့မန္တလေးကတော့ကျို့တို့စာသင်သားဘောဘယ်ဟင်းညိုရှိမလဲဗျာရင်နှွေးချမ်းတဲ့လက်ဖက်ချောက်ခတ်ပြီးတော့အဲ့ဒါကိုကြောက်မဲဟင်းညိုဟုတ်ပြီလားတချို့လည်းပဲဓမင်းစားရင်နဲ့ရင်နှွေးချမ်းလေးသောက်ဟင်းရမပါရင်ရေသောက်ဒီလိုမဟုတ်လားပြောရင်နာကတော့လေးလုံးငါးလုံးအာသာပြလျှော့စားပြီးတော့အရေသောက်ကြပါအဲ့ဒါအသက်ရှည်ကြောင်းပဲဟုတ်ပြီလားခင်ဗျားတို့ပြောတယ်လေအစာရင်ကောင်းရင်ပြောဝမ်းတစ်လုံးကောင်းခေးပြီဆိုကြတဲ့ကဘာမကောင်းတာဝမ်းမကောင်းတယ်ဆိုတာဘာမကောင်းတာလဲအစာရင်မကောင်းတာဒါကြောင့်အစာရင်ပျက်စီးသွားရင်အသက်ဒုံမဲ့အစာရင်ပျက်စီးတယ်ဆိုတာခေါင်းအစာကြိတ်ချေတယ်ဘာလဲကော်စောအမိတ်ကလေးတွေဝမ်းတွင်သားတွေ့တယ်နော်အဲ့ဒီအမိတ်အပြားလေးတွေကျွေသွားပြီဆိုရင်အသက်ရှည်ဖို့ရခက်သွားပြီဒါကြမှာရေးထားပြောချင်တာဒါမဟုတ်ဘူးအဲ့တော့သုံးမဘုံမွေးရလို့အာရဒချို့လို့ဆိုတော့အဲ့ဒါရှင်သာရိပုတ္တရာကြီးမြို့တဲ့ဆုံးခံကြွ
ဆွမ်းဟန်ကြွတော့အဲ့ဒီနေ့မှာကောင်းပြီဆိုတဲ့ပဏိတဘောဇဉ်ပေါ့ဗျာဓမ္ပေါက်တို့နတ်သုတ်ထာတို့ပြီးတော့ဘာရှိသေးလဲရက်စီသမင်းတို့ပဲသမင်းတို့နေမှာပေါ့ဗျာအထူးစီမံထားတဲ့ဆွမ်းရလာတော့ရှင်သာရိပုတ္တရာခုနကိုရောနန်းသွားကိုတော့ခန္ဓာကိုယ်တန်ရှင်းသုတ်တင်ခဲ့တတ္တရလုပ်ပြီးလာခဲ့ဆွမ်းဖုံးပေးရအဲ့ဒီလိုခေါ်သွားတော့တန်ရှင်းရေးလုပ်ပြီးတော့ရှင်သာရိပုတ္တရာနာသွားကဲကိုတော့တမလင်းကိုထိုင်တာထိုင်ခိုင်းပြီးတော့ရှင်သာရိပုတ္တရာကြီးကရှေ့ကနေထိုင်ပြီးတော့သပိတ်ကိုသူ့ရဲ့ရင်ခွင်နဲ့ထက်ညာလက်နဲ့နှခမ်းကိုကြစ်ကြစ်ပအောင်ဆုပ်ပြီးကိုင်းကိုတော်ကြီးဖုံးပေးစမ်းဗျာဘာလို့တာဆုံးပေးခိုင်းတာဖုံးပေးလိုက်တာတဲ့သပိတ်တဲ့ဆွန်းနေအပြည့်ဟာပရိသတ်ကြီးတစေမှမကြံအောင်ကုန်တာပဲသူ့ဘဝမှာစားခဲ့ရတဲ့ဒီတစ်ခါပဲဆုံးရတယ်တဲ့ခန္ဓာကိုယ်တောင်းတောင်းတင်းတင်းလေးဖြစ်လာတော့ကိုင်းကိုတော်ကြီးဒီကမ္မထံယူပြီးတောရသွားတရားအားထုတ်ချေလို့လွတ်လိုက်တော့အာဟာရတ္တလေးကပြေးတော့တရားရှုလို့လေကောင်းတယ်အဲ့ဒါမှပရိသတ်ကြီး3-4ရက်နေတော့ကိလေသာအတဝတွေကုန်ခန်းပြီးတော့ယဟန္တာဖြစ်တော်မူတယ်ဘာဖြစ်တဲ့ဖြစ်တဲ့ယဟန္တာကဒုက္ခဝိပဿကယဟန္တာတဲ့ဘာယဟန္တာသာတချောင်းရင်သူကာကြီးနဲ့ခါခွေးနဲ့ဆင်းအဘဝကာကြီးပေါ်အသက်တင်လိုက်တော့သာတချောင်းရင်ကတ္တသုတ်ခါခွေးခဒုက္ခနော်ဝိပဿကပုဂ္ဂိုလ်ဝိပဿနာသိပြီးသားဒါဒုက္ခဝိပဿကဆိုတာဘာသဘောလဲယဟန္တာတော့ဖြစ်တဲ့ပရိသတ်ကြီးယဟန္တာတို့ရဲ့ဂုဏ်ကြီးဖြစ်တဲ့ဇန်နေအဘိညာဉ်တွေဘာမှကိုမရမြေပြင်ကတလက်သက်တောင်ကြွမရဘူးဒုက္ခောက်တဲ့မေစိရိယတွေနော်ရောက်ဖို့ကောင်းသူလည်းသူ့အစွမ်းပေးတာပဲအဲ့တော့ပရိသတ်ကြီးရှင်သာရိပုတ္တရာကဩကိုတော့ယဟန္တာဖြစ်ပြီယဟန္တာဖြစ်ပြီးတော့ဘုန်းကြီးတို့ပရိသတ်ကြီးဒုက္ခဝိပဿကယဟန္တာဆိုတာယဟန္တာဖြစ်တာနဲ့ပရိနိဗ္ဗာန်ပြုတာနဲ့ရှင်းတော့ပဲကြာကြာယတ္တိခွင့်မရှိဘူးအဲ့တော့ကြည့်လိုက်တော့ဟဲ့ငါခုပဲပရိနိဗ္ဗာန်ပြုရတော့မှပဲဆိုတော့ငါဆရာကျေးဇူးတင်စကားနဲ့တောင်းပန်စကားပြောဖို့တော့လိုသေးတယ်ဆိုပြီးတော့အဲ့ဒါလေးတော့ပရိသတ်ယန္တာစွန့်ယူနေတားပြီးတော့အဲ့ဒါမှရှင်သာရိပုတ္တရာနန်းသွားအပြည့်တွေခွင့်ပန်းပရိနိဗ္ဗာန်စံမဲ့အကြောင်းပြောတော့ရှင်သာရိပုတ္တရာကြီးကကိုယ်ကိစ္စကိုသိဒါပဲပြောလိုက်အဲ့လိုမိတ်လိုက်တော့ပရိသတ်ကြီးဥချပြီးတော့ယန္တာဖြစ်တဲ့သစ်ပင်ချရင်သွားလို့ထဝဘွားကိုတမလင်ခွေပရိနိဗ္ဗာန်ပြုပါတယ်ပရိနိဗ္ဗာန်ပြုလိုက်တာနဲ့ခန္ဓာကိုယ်လည်းမီးတောက်ပြီးတော့ပရိသတ်ကြီးပြာတော်မကြံပြောက်ပါဒီလိုနော်ဒီတော့ဘုန်းကြီးကပြောချင်တာလဲဆိုယန္တာတော့ဖြစ်တယ်ငတ်ငတ်ပြတ်ပြတ်ယန္တာဖြစ်တယ်မဟုတ်လေဒီလိုယန္တာမျိုးတော့မဖြစ်ပြရစီနဲ့ကိုလူတွေနော်ဓာမျိုးတွေဇတ်တော်တဲ့နိဗ္ဗာန်တော်ထဲမှာအများကြီးပဲဒီတော့ဘဝတစ်ခုမှာစိတ်မိုက်စိတ်ရိုင်းကိုဝင်လာတဲ့စိတ်မိုက်စိတ်ရိုင်းကိုတတိအတိလွတ်လိုက်တာနဲ့စိတ်နောက်ကိုပါသွားရင်ကိုလူကြီးဘဝပြည့်မယ်ဆိုတာမှတ်ပါဒါကြောင့်စိတ်အလိုကိုပါရင်ဘဝပြည့်မယ်စိတ်အလိုကိုပါရင်ပြောမယ်ဆိုလဲတတိလေးနဲ့ပြောဖို့လုံမယ်ဆိုလဲတတိလေးနဲ့လုံကြဖို့ဒီလိုနော်ကိုဟာကိုထိမ့်ဖို့လိုတာပဲမဟုတ်လားကိုကောင်းဖို့ဆိုတာဘယ်သူလုံးမဒီခွင့်ရနောက်တော့ကရဖို့မလွယ်ဘူးနော်အဲ့တော့ဘုန်းကြီးတို့ပရိသတ်ကြီးဒုက္ခဝိပဿနာကယဟန္တာဆိုတာယဟန္တာကိလေသာကုန်တာနဲ့ယဟန္တာဖြစ်တာနဲ့ပရိနိဗ္ဗာန်ပြုတာနဲ့ရှင်းနောက်ပဲနေခွင့်မရှိဘူးဒီလိုနော်
အဲ့ဒီလိုအဖြစ်ဆိုးမျိုးတွေဘုန်းကြီးတို့တရားဓမ္မတွေမတိုးကြပါစေနဲ့ဟုတ်ပြီလားဒါကြောင့်ဣဒံပိစ္ဆနာဝတံတိဣဒံမေစေရပိလိတာဒါသမဝုရိကာမတေအနေယုံသကဝေဒီနောသာရဝောသူတော်ကောင်းတို့ဣဒံမေစေရပိလိတာဣဒံမေစရိယတရားနှစ်ပါးလက်ခံကြီးထွားအောင်နေကြတဲ့သူတွေဟာဣဒဝါလက်ရှိဘဝ၌၎င်းဟူတံဝါဟိုနောက်ဘဝတွေ၌သော၎င်းနဝတန္တိဘယ်ခါမှတိုးတက်စီပင်ကြီးပွားမှုတွေကိုမရနိုင်ကြလေကုန်ဒါသမဒါကြောင့်ဝုဒ္ဓိကာမကြီးပွားချမ်းသာမှုကိုလိုလားတောင်းတပါတယ်ဆိုတဲ့သင်သူတော်ကောင်းတစုတွေဟာတေတောဣဒ္ဓမစ္စရိယတရားနှစ်ပါးတွေကိုဟနေယုံတတိပညာနှစ်ပါးနဲ့ယင်တွင်မှဖြစ်ယင်တွင်မှပဲကြည်ပြောင်းနိုင်အောင်ကြိုးစားကြကုန်ရ၏ဣတိဤသို့သင်္ကစားတေတော်မြမစာပေသမိုင်းမှာတဆူတစ်ပါးရဲ့လို့ဘောတော်မူခဲ့တဲ့သင်္ကစားမဟာအထေမြတ်ကအာဟံကောင်းစွာမသွေသတိပေးမိမ့်မတော်မူခဲ့ပါပေသတည်းနုညံ့လှတဲ့ဒီဖြစ်တရားတတိကြီးစွာထားပြီးတော့ပယ်နိုင်ကြမှရမယ်ဟုတ်ပြီလားဘယ်သူလုံးမှရမယ်ဘယ်သူလုံးမှရခြင်းရင်လုံးကြလေမရခြင်းလည်းခမည်းတော်ဘောကြိုက်သလိုနေကိုဖြစ်ရှင်းပြီလားရှင်းတော်ကြောင်ဆိုဟဲ့နင်တို့ကအောက်ကနေလာငါအမြင်ကမျက်နှာလေးတိုးတယ်သူတို့ကအုတ်ထုတ်တယ်နဲ့ကိုကကြောနော်အသက်က80တဲ့ရောက်80ကျော်လာပြီကိုလူရဲ့တရားမရပဲနဲ့အဲ့ဒါပြန်တော်မူနေအောင်ရှင်းပြီနော်ရှင်းရင်လက်ဥချီပြသဗ္ဗေပိတိဘဝေသတ္တမောရာဟွန်တုဒုက္ခသရာအာသောကနိဗ္ဗယကံလာဒုက္ခဒိသောဝမာရိသောဒုက္ခဒိသောသုံးမြတ်ကတွင်လွန်မြောက်ခြင်းဖြင့်ကြံပါခြင်းချမ်းသာခြင်းဝမ်းသာခြင်းစသည်တွေကိုတောင်းတမြော်မြင်လိုခြင်းလည်းရရှိ၍နေပါသောမာရိသောဝဓမ္မဟာဘုဇကချုပ်သည်ငါမဟုတ်သောပြုနှုတ်သည်ကဲ့သို့ဒီဘဝေကာမရူပအရူပဟုလောကသုံးရပုံသုံးဓာတ်၌သာဝေပိခုနှစ်နေသာခုနှစ်နေသမီးကြီးကြီးငယ်ငယ်ရွယ်ရွယ်လက်လက်မျိုးစားသိမ့်ချုံအလုံးစုံလည်းဖြစ်ကုန်သောသာတာပူပူရွရွသတ္တဝါမှန်သမျှတို့သည်တရာနေညင်မပြတ်မလတ်ဝိဇနာပြန်ခရမြမှန်စွာမတိန်အချင်းခသိမောရာကြည်မွေ့လန်းစွာပီတိဗန္တိဖြာကြပြီးလျင်ဝန္တာရွှင်မျိုးကြည်နူးနိုင်ကြကုန်သည်ဒုက္ခကိုစိတ်နှပြလိုအိဆာဖြင့်ချမ်းသာရွှင်ပြပြည့်ပြည့်စုံကြကုန်သည်အတောကံမညိုမမိန်တကိုရှိန်၍စိုးရိမ်မနှောင့်ကြောင်းကြမှုတွေကင်းဝဲ၍နေကြကုန်သည်နိဗ္ဗယအတွင်အပြင်စုဝင်ပုကနှိစ္စတတ်သည်လူမိစ္ဆာတဲ့ဗါတဲ့လူမိစ္ဆာဆိုတာကြီးလိုက်ရင်လူအသွင်ဒါပေမဲ့ပရိသတ်ကြီးလူကိုလူလို့မမြင်ဘူးသားကောင်လို့မြင်တဲ့ဒီလိုနော်လူသားစားတာဘယ်သူလဲဘယ်လူကြည့်ရင်လူဒါပေမဲ့ဒီပုဂ္ဂိုလ်ကဘလူပဲလူမိစ္ဆာနတ်မိစ္ဆာတွေကြောင့်ဖြစ်ပေါ်လာတတ်သောကဆိုဥပဆိုအမျိုးမျိုးသောဓာအန္တရာယ်ခပ်ပင်ရန်စွာတွေအကုန်ကင်း၍အလင်မရှိကြကုန်သည်ကံလာလေးပြတရင်မရုပ်လုံးကင်း၍ခံတင်လာစွာကြမ်းမာကြကုန်သည်ဟောတုယနေ့ရက်ကိုစီးဘူးလို့ရသည်
ဓမ္မသဝနာဓမ္မဒေသနာကုသိုလ်အထူးအစွမ်းနေနဲ့ပို့လွန်အပ်သည့်မေတ္တာဓာတ်အရှိန်စွာအာနုဘော်တို့ကြောင့်ရွှေပြည်တော်နိုင်ငံခရိုင်နယ်ဘယ်မှကြံငြိမ်းအေ၍လေးစေသာရရှိတော်မူနိုင်ကြပါစေကုန်သတည်းယနေ့ညဤဓမ္မစဘာမှာတိကျဓမ္မဒါနကုသိုလ်ရှင်ကဘုံကျော်အထာကဆရာမများဖြစ်ပါတယ်ဘုန်းကြီးကနေ့ရည်ရွယ်ပြီးလာခဲ့တာကပြီးခဲ့တဲ့နှစ်ကဘယ်ကိုလှူတာလဲဒီတကူအာယုဒါနကျမ်းမာရေးရဲ့ပြောပညာရေးရဲ့တိုင်းပြည်မှာနော်ဒီနေ့ပညာရေးကိုပူဇော်မယ်လို့နေ့လည်းကရည်ရွယ်ထားတဲ့အတိုင်းပဲအခုဒီမှာအထကဆရာမများဆိုတော့ပညာရေးကိုပြိဿရေခဏညပူဇော်ကြစို့လားပြောဟဲ့ဒီနေ့မလာပါဗျာဟောတာဆရာမတွေလားတော်လို့တာကျောင်းဥပါရဲ့လားကျောင်းဥဟေးကျောင်းဥဒီဘောလားဒီနေ့ဘယ်ကိုလှူမှာလဲပညာရေးကိုလှူမယ်ဟုတ်ပြီလားအဲ့ဒါကြောင်းဟုတ်လားဟဲ့လားဘယ်မှာပြောပါမလဲဒီရတယ်ဒီတော့ရောဒီပြပြောပြရတော့မလေးလူတဲ့ကျုပ်ရောက်တယ်ပြောပြရတော့ရောက်ထုလားရောက်ထုပြောပါလေရောက်တယ်တို့ကလေးများလေးမလွန်ဆန်လူတွေနေကျူးတယ်ဒီအဲ့ဒါကျုပ်တို့ဟောခဲ့တာကျုပ်တို့စဖွဲ့ခဲ့တာကဲဘယ်လောက်လူတာလဲပြောဟဲ့လူတော်ငွေဘယ်လောက်လူလဲရှင်းလို့ပါဘူးလားမဟုတ်ဘူးဘယ်မှာတော့ဘယ်ကဘယ်လူတွေလားယူခဲ့ကိုလူမဲ့ကိုယူခဲ့လားဒီပေါ်တက်ခဲ့သူတို့ကစာရွက်တွေဖတ်မလို့ဘယ်မလို့ဘယ်ပေးစာရွက်ငါပေးအားလုံးပေါင်းမေးတာကွာလူလေးအားလုံးပေါင်းကအားလုံးအပေါင်းလေးမေးဓမ္မပူဇာက9သိန်းတဦးချင်းအတူရ9သိန်း8,000များစုပေါင်းအလူဝဲ12သိန်း5,000အားလုံးပေါင်း400အားလုံးပေါင်း25သိန်း3,1,400 25သိန်း3,000နဲ့မနေ့ကဘယ်လောက်ရလဲမနေ့ကတရားပွဲဟောယူပြီးမဲ့ပြီ25သိန်းကျပ်ကျောင်းကြီးမှာလူရတာရှိလားပြောတာမှကြားသွားဦးကျော်လူကြားရှိပါလေဗျာဘာတွေရှိတာတော့အများကြီးပဲဗျာကျောင်းရတယ်ကြီးတဲ့ခါကျဟောအများကြီးတယ်လောက်ပါမလားခွန်ကြီးပြချင်တာလေးပြောမယ်အိမ်သားလေးတွေကောင်းအောင်ပြင်ပေးပါနော်ကလေးတွေအိမ်သားတွေဝင်လိုက်ရင်နော်အိမ်သားလေးကတန်းတော့အလိုလိုကိုထွက်သွားတာပဲအိမ်သားကမတန်းတော့နှာခေါင်းရှုံပြီးပြန်လာတာတိုင်းပြည်မှာနေရာတိုင်းအိမ်သားတွေကညစ်ပတ်တယ်ရောက်နေမှာလဲခင်ဗျာကြောင်းဟောမဲနှစ်ဖက်ကဝင်ကြည့်ဦးမှာပေါက်ပြဲနေတာလေဗာတိပါမသတ်နာတွေသတ်အောင်လုပ်ပေးပါနော်ကျတို့နိုင်ငံမှာစားတာနဲ့အိမ်မှာတက်တာကိုအတော်သင်ရအောင်ပါပါဗျာဟုတ်ပြီလားကျတို့ကျောင်းတော်ကြီးတွေမှာဆိုအမြဲပြောရတယ်ကိုမြင်တဲ့ခိုက်တာပြောကိုမမြင်လို့နောက်ပိုင်းကရေဆေးပြီးတော့လက်သုပ်ရမယ်မျက်နှာသုပ်ကိုဤကုန်းတယ်ဗျာနောက်နေ့သွားကြည့်တော့ဤပတ်တွေ့တော့မင်းတို့ဒါတွေလူတွေမြင်သွားရင်ရှက်เสียကြီးပဲအ
အခြေခံကဖြစ်တယ်လို့နေရတာဟုတ်နော်ဘုန်းကြီးကတော့ပညာတွေမပေးပါနဲ့ကလေးတွေအဲ့ဒီအခန်းလေးသင်ပေးပါသူလိုက်မယ်နော်ယူမလားဖေးသားကြီးလူမယ်နော်ကဲမင်းမအဲ့ဒါမှနိုင်ငံတော်ရဲ့ပညာရေးအနာဂတ်သားစဉ်မြေဆက်တို့ကြီးပွားချမ်းသာရည်စေဖို့နော်ကဲယူသွားဆင်းတော့ကျောင်းကြည့်တော့ကွာဘယ်သူကလမ်းရိုက်မယ်တော့မယ်ပေးလိုက်ကဲအားလုံးကျင့်လားပီတိဖြစ်လားဒီနေ့တရားပွဲပဲလဲကွယ်အုံချောပြမနေ့ကကျမ်းမာရေးဒီနေ့ပညာရေးလှူမယ်ဒီရွယ်ချက်နဲ့ညနေပီတိတွေဖြစ်နော်ကိုလှူခွင့်ရတယ်ကျောင်းအုပ်ကြီးမေးတယ်နော်သူကျောင်းအိမ်သားတွေခင်ဗျားတို့ရောက်ကြလားရောက်ပါပါဗျာကျောင်းသားတွေရောရောက်ကြလားကောင်းတာနဲ့မကောင်းတာကဲခေါင်းကကောင်းတယ်ဆိုကောင်းတာသူတို့ဆရာမတွေသုံးတာကောင်းမှာပေါ့ကလေးတွေပဲကောင်းမှာနော်ဆရာမရောက်အေးဆောင်ရွက်လိုက်နော်အဲ့ဒါလေးနဲ့နိုင်အောင်ဆောင်ရွက်သွားပြီအကုန်လုံးလှုပ်လို့နောက်တော့မလောက်ဘူးလူသေးတဲ့ဘုရားတော့ငါးစီလာလူခိုင်းတော့ပါချမှာဟုတ်တယ်လေဒီမှာအပြတ်လူထားခဲ့တာဘူးနော်ဟောဒီကခေါ်ဘကရှိတယ်သူတို့လူရင်တော့နင်းဆက်လို့ကိုမဆက်ရစီနဲ့ကဲရေစက်ချမလိုက်ဆိုမယံပန်းတေ